ဒီနေ့မှာတော့ပရိသတ်တွေအတွက်စာရေးဆရာဇာမဏီရေးသားထားတဲ့ရွှေကြီးသာရွာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရွှေကြီးသာရွာကိုအသက်ပြောင်းလာခဲ့တဲ့ဆီယမလေးတီးရင်းတွေရွာကလေးကိုရောက်တာကနိုင်ပိုင်းလေးပင်ရှိသေးပေမဲ့ဖော်ရည်ပြူငါလွန်လာတဲ့ရွာသူရွာသားတွေကြောင့်ကြည်နူးပျော်ရွှင်နေမိတယ်။ပညာရေးကိုလေးစားတဲ့ရွာကလေးဖြစ်တာနဲ့အညီရွာရဲ့မျိုးဆက်တဲ့ကလေးသူငယ်တွေကိုပညာသင်ကြားပေးမယ်။မိအိမ်ရှင်တယောက်ကိုလေးလေးစားစားပင်ဝိုင်းအောင်မိတ်ဆက်နေကြပြီးညစာအတွက်အိမ်သီးသီးမှပို့ထားတဲ့ဟင်းကွက်တွေကလည်းစားမကုန်အောင်များပြားလာပါတယ်။ရွာလူကြီးဦးမြတ်ခိုင်ကရွာလေလောက်မှရှိတဲ့အိမ်လေးတစ်လုံးကိုဆီယမလေးတီးရီတွေနေထိုင်ရန်နေရာချထားပေးပြီးဖြစ်ပါတယ်။အိမ်ကတသားအိမ်ပင်ဖြစ်ပြီးတထက်သေးတာဖြစ်ပေမဲ့အိမ်ခန်းမီးပေါ်ဆောင်အပြင်အိမ်ခန်းကလီးခန်းမှာပါဝင်လို့အတော်ပင်ကျယ်ဝန်းတဲ့အိမ်ဖြစ်တယ်။ဆီယမလေးအဖော်ရစေရန်ရွာလူကြီးရဲ့တူမဖြစ်တဲ့စပယ်ဝါအပြင်ရွာရှိပိုင်းမှာလွန်းနေနဲ့အာကာတို့မောင်နှမကိုပါခေါ်ပေးထားတယ်။အိမ်ကကျယ်လို့ဆီယမလေးနေသားမကြမီတယောက်တည်းနေရတာကြောက်မှစိုးရင်လို့အခုလိုအဖော်များထားပေးခြင်းဖြစ်တယ်လို့ရွာလူကြီးကဆိုတယ်။ဆီယမလေးကလည်းရွာလူကြီးစီစဉ်သမျှကိုလက်ခံပြီးသူမလည်းစကားပြောပေါ်များရှာလို့ချီးနဲ့နေမိတယ်။အိမ်ကကျယ်တယ်ဆိုပေမဲ့သူမတယောက်တည်းနေမယ်ဆိုရင်ကြောက်မှာတော့မဟုတ်ပါဘူး။ဆီယမလေးတီးရီတွေကတော်ယုံကြောက်တတ်သူမဟုတ်ဘူး။ဒါပေမဲ့လည်းလောလောဆယ်သူမတယောက်တည်းနေရတာထက်အဖော်ရရှိရင်အပြင်းပြေတယ်လို့တွေးမိကရွာလူကြီးစီစဉ်ပေးတဲ့အဖော်ရထားရှိပေးတာကိုသူမလက်ခံခဲ့ခြင်းဖြစ်တယ်။လာရောက်မိတ်ဆက်နှုတ်ဆက်ကြတဲ့ရွာသူရွာသားတွေလည်းမိုးချုပ်လာပြီဖြစ်လို့အသီးသီးနှုတ်ဆက်ကရှိုးရှိုးပြန်သွားကြပါတယ်။ရွာလူကြီးဦးမြတ်ခိုင်ကပြန်ကာနေမှာသူ့ရဲ့တူမဖြစ်သူစပယ်ဝါနဲ့လွန်းနေအာကာတို့မောင်နှမကိုခတ်တူးတူးကပ်မှာနေတယ်။သတိဝရိယနဲ့တော့အိတ်ချကွာရှေးဆီယမလေးတွေတုန်းကလို့ဒီဆီယမလေးမြို့ပြန်ပြေးလို့မဖြစ်ဘူးကွာရွာကကလေးတွေပညာသင်မှုအခက်ခဲဖြစ်နေပြီလွန်းနေကခေါင်းငိမ့်လိုက်ရင်စိတ်ချပါဦးကျမတို့ဆီယမလေးကိုဂရုစိုက်ပြီးတော့နုံနုံကြကြအိပ်ပါမယ်ဦးမြတ်ခိုင်ကခေါင်းငိမ့်လိုက်ရင်အေးငါစိတ်ချမယ်နော်ဆီယမလေးကိုဂရုစိုက်ကြဟဲ့မိဝါဒီအိမ်ပက်လက်ကိုပရိတ်သေးတွေဖြန်းခိုင်းထားနင်လုပ်ပေးပြီလားဟုတ်လုပ်ပြီးပါပြီဦးလေးရဲ့အေးနင်ကိုခိုင်းတာခိုင်းရတာနင်ကအလုပ်လုပ်ရင်ပေါ်တီးပေါ်စာနဲ့တိတ်စိတ်မချရအောင်ပရိတ်သေးတွေလုံးဝတစ်ချမ်းလုံးကိုစီးဝိုင်းဆက်တာသိကြတယ်နော်နေရလက်မကျန်တာသိကြတယ်နော်သိကြပါရဲဆိုဦးလေးရလေအေးဒါဆိုရင်ပြီးရောနင်တို့၃ယောက်ရွာတွေကလူငယ်တွေထဲမှာတတိကောင်းပြီးတရေတိတ်မကြောက်တတ်ကြတာသိလို့ငါဆီယမလေးနဲ့အဖော်နေပေးဖို့ရွေးခဲ့တာယောက်ျားလေးတွေများများခေါ်ထားပေးဖို့ကြတော့လေဆီယမလေးကအပြိုလေးဆိုတော့မသိတော့ဘူးလေဒါကြောင့်နင်တို့၃ယောက်နဲ့ပဲတင့်တော်လို့အဖော်နေပေးဖို့ရွေးခဲ့တာပဲဆီယမလေးကိုတေချာကြည့်စိုက်ကြနော်အကြီးချောင်းဆိုရင်တန်ဖို့တွေတို့မြစ်တာတုတ်တို့ရွတ်ကြကြလားအေးမဦးလေးရဲ့ဦးလေးကလည်းဒါတွေပဲခဏခဏမှားနေတာအလွတ်တောင်ရနေပြီမလို့ရမလားကွာဒီတစ်ခါအတိတ်အလွဲထက်ဖြစ်ပြီးရှေးကဆီယမတွေလိုဒီဆီယမလေးမြို့ပြန်ပြေးရင်ရွာကကလေးတွေပညာရေးအတွက်နှောင်နှေးစရာတွေဖြစ်လာမှာကွာကဲမိုးလဲချုံလာပြီငါပြန်တော့မယ်မင်းတို့ငါစိတ်ချမယ်နော်ဟုတ်ကဲ့ဦးလေးစိတ်ချလက်ချတာပြန်ပါဆီယမလေးကိုကျမတို့တေချာခရူးဆိုင်လိုက်ပါမယ်ရွာလူကြီးကသူ့တူမစပယ်ဝါနဲ့လွန်းနေတို့မောင်နှမကိုခတ်တူတူမှကြားနေတာကိုဆီယမလေးတီးရီຫນွယ်မြင်နေရတယ်ဒါပေမဲ့သူတို့ဘယ်เจ้าရာကိုပြောနေကြတယ်လဲကိုတော့အတန်ငယ်လှမ်းနေလို့သူမှမကြားလိုက်ရအောင်ရွာလူကြီးတူမမတ်စပယ်ဝါနဲ့လွန်းနေတို့ကတခန်းအိပ်ပြီးလွန်းနေရဲ့မောင်အာကာကတခန်းအိပ်တယ်ဆီယမလေးတီးရီຫນွယ်ကတော့တယောက်တည်းတီးချတခန်းအိပ်တယ်လွန်းနေကသူမနဲ့အိပ်ပေးရမလားလို့မေးပေမဲ့ဆီယမလေးတီးရီຫນွယ်ကလွတ်လွတ်လပ်လပ်အိပ်လို့တယောက်တည်းသာအိပ်တော်မယ်လို့တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်တခြားအခန်းများမှာသူမကိုအဖော်လာပြုတ်ပြီးအိပ်ဆက်ပေးကြတဲ့သူတွေကအိပ်ပျော်ကုန်ပြီထင်ပါတယ်။တကောင်ရန်ကတိတ်ဆိတ်လွန်းနေတယ်။အိပ်ရပြောင်းရင်အလွယ်တကူအိမ်မပျော်တတ်တဲ့အကျင့်ရှိတာမို့တနေကုန်ခရီးပန်းကပင်ပန်းထားသည့်တိုင်ဆီယမလေးအိပ်မရသေးဘူး။သူမခန်းထဲမှာတိုင်ကက်နိုင်လေးကိုလှမ်းကြည့်မိလိုက်တယ်။အချိန်ကည7:00နာရီပင်ကျော်ပြီဖြစ်ပါတယ်။ရွာခွေးတွေကရုတ်တရက်တန်ပြန်ဦးလာကြတာကကျသိန်းထောက်ပွဲကောင်းလာပါတော့တယ်။ဆွဲချွဲငင်ငယ်ဦးနေကြတဲ့ခွေးဦးတန်များကြောင့်တော်ယုံမကြောက်တတ်တဲ့သူမပင်အနှင်းငယ်ကြောချမ်းမိတယ်။ဟင်ရုတ်တရက်သူမအခန်းရှိပရင်းပေါင်ပြင်ပန်းမှပရင်းတကားကိုတစုံတစ်ခုကကောက်ချက်နေတန်ကိုအတိုင်းသားကြလာရတယ်။ဘာတမ်းမလဲ။သူမငြိမ်သက်စွာနားထောင်ရင်ထိုတန်ကိုအာယုံစိုက်ကနားဆွင့်ကြည့်မိတယ်။ဟင်ကောက်ချက်နေတန်သာမကလူကြီးတန်လိုအတန်ကြီးတစ်ခုပါကြားလာရလို့သူမတကူလုံးစက်သိန်းတစ်ပြန်ပြန်ထသွားမိတယ်။ဆွဲငင်ငယ်ဦးနေတဲ့ခွေးဦးတန်များနဲ့အပြိုင်ပရင်းတကားကိုကောက်ချက်တန်နဲ့လူ
လူကြီးတန်လိုရီတန်လိုအတန်ကြီးကပူပြီးတဲခွဲစွာကြားလာရတယ်။သူမပရင်းပေါက်ကိုကုတ်ချစ်နေတဲ့အရာကိုသိကြံစိတ်ကပြင်းပြလာမိတယ်။ပရင်းတကားကိုဖွင့်ကြည့်ရဆုံးဖြတ်လိုက်ပြီးထိုင်ရမှထလာခဲ့ကပရင်းပေါက်နာကိုလှမ်းလာခဲ့လိုက်တယ်။ဒါပေမဲ့ပရင်းတကားကိုဖွင့်ရလက်လန်းလိုက်ပြီးမှသူမခန်းရဲ့နဘေးအခန်းမှာအပေါ်လာအိပ်ပြီးတဲ့စပယ်ဝါရဲ့တတိပေးစကားကိုပြန်လည်ကြားအောင်လာမိတယ်။ဆရာမလေးညရောက်ရင်ပရင်းပေါက်တွေဖွင့်မကြည့်နဲ့သိလား။လင်းတို့တွေဝင်းလာတတ်လို့ပရင်းပေါက်ကိုမနဲ့လင်းမဖွင့်တော့ဆရာမလေးအပေါ်ပါသွားရင်လေတယောက်တည်းမသွားနဲ့ကျမတို့ကိုနှိုးပါစပယ်ဝါရဲ့စကားတွေကိုပြန်လည်ကြားအောင်လာမိလို့သူမပရင်းပေါက်ကိုဖွင့်ကြည့်ရန်လက်လန်းနေမိတဲ့လက်ကိုပြန်ရုပ်လိုက်ပါတယ်။သူမကိုအဖော်လာအိပ်ပေးကြတဲ့စပယ်ဝါတို့၃ယောက်စလုံးကသူမမသိတဲ့အကြောင်းအရာတစ်ခုကိုစိုးရိမ်နေကြပုံပေါ်တယ်။သူမရိပ်မိပေမဲ့ဘာမှန်းတော့သိချမသိဘူး။ဟင်အိမ်နရံကိုရိုက်ပုတ်တဲ့အတန်းကထွက်ပေါ်လာတယ်။တဖုံဖုံနဲ့စောစောကကုတ်ချစ်တန်ယခုတော့ရိုက်ပုတ်တန်ပင်ထွက်လာချေပြီ။သူမအိမ်နရံကိုကုတ်ချစ်လိုက်ရိုက်ပုတ်လိုက်လုံနေသူတိကျစိတ်ကပြင်းပြလာပြီးစူးစမ်းလိုစိတ်ကကြောက်စိတ်ထက်တာလွန်လာလို့ဖြစ်လို့ရဖြစ်တော့လို့သဘောပိုက်ကပရင်းတကားကိုဖွင့်လိုက်တယ်။ပရင်းအပြင်ကိုခေါင်းထွက်ပြီးအိမ်နဘေးပင်ညောင်ကြည့်လိုက်တယ်။အရင်မဲကြီးတစ်ခုကအိမ်နောက်ဖက်နရံအကွဲကိုဝင်ရောက်သွားတာကိုသူမတွေ့လိုက်ရှာပါတယ်။ဒါပေမဲ့လိုင်းအောင်နေတာဝိုးတော်မြင်လိုက်ရလို့သူမအမြင်မှားခြင်းလေးဖြစ်နိုင်တယ်လို့တွေးမိပြန်တယ်။သူမအိမ်နောက်ဖက်ကိုသွားကြည့်ရင်စဉ်းစားမိလိုက်ပြီးခြာကျန်လက်နေဓမီအပြားလေးကိုထုတ်ယူလိုက်ပြီးအခန်းပြင်ကိုထွက်လာခဲ့လိုက်တယ်။အိမ်နောက်ဖက်တကားကိုဖွင့်ကအသင့်ပါလာတဲ့ဓမီလေးဖြင့်ဘေးညာရှောက်ထိုးကြည့်ပြီးမြဲဘာတစ်ခုမှမသိငါစရာမတွေ့ရဘူး။သူမအိမ်နောက်ဖက်တကားကိုပြန်ပိတ်လိုက်ပြီးအိမ်ထဲကိုပြန်ဝင်လာခဲ့တယ်။စပယ်ဝါနဲ့လွန်းနေကနိုးလာကြပြီးအခန်းထဲမှာထွက်လာကြကသူမကိုစိုးရိမ်တယ်လို့ပြိုင်လို့ကြည့်နေကြတယ်။လွန်းနေကဆရာမလေးအိမ်သားကပြန်လာတာလားကျမတို့အတန်ချလို့နိုးလာတာအပေါ်ပါသွားရင်ကျမတို့ကိုနှိုးပါဆိုအာမနာပါနဲ့ဆရာမလေးရဲ့အပေါ်ပါသွားတာမဟုတ်ဘူးအိမ်နရံကိုရိုက်ပုတ်တန်လို့ကြားလို့ပြီးတော့အရေးတခုအိမ်နောက်ဘက်ကိုဝင်သွားတယ်လို့မြင်လိုက်ရလို့နောက်ဘက်တကားကိုဖွင့်ကြည့်တာပါဟင်ဘလို့သူမစကားကြောင့်စပယ်ဝါရောလွန်းနေပါထိတ်တလက်အမူအရာတွေဖြစ်သွားတာကိုဆရာမလေးသတိထားလိုက်မိတယ်လွန်းနေရတစုံတစ်ခုကိုစိုးရိမ်နေတဲ့မျက်နှာဖြင့်သူမကိုမေးလာတယ်ဟိုဆရာမလေးဘာထူးခြားတာတွေ့သေးလဲဘာမှထူးခြားတာမတွေ့ပါဘူးသူမအဲ့လိုဖြေလိုက်မှလုံးနေရောစပယ်ဝါပါဖြိုင်းတူလိုတက်ပြင်းချလိုက်မိကြတာကိုတတိထားမိလိုက်တယ်ဟုတ်ဒါဆိုရင်ဆရာမလေးပြန်ပြီးတော့နော်အိန္ဒိယန်ကိုရိုက်ပုတ်တန်ကြားတာကလင်းတို့တွေဘာတွေဖြစ်မှာပေါ့နောက်ဆိုရင်ညဘက်ကျမတို့ကိုပြောပြမှအပြင်သွားမှာနော်ဆရာမလေးသူမလွန်းနေကိုခေါင်းကြီးပြလိုက်ရင်သူမရဲ့အခန်းလေးရှိရာကိုပြန်လာခဲ့တယ်လွန်းနေနဲ့စပယ်ဝါတို့ကတစုံတစ်ခုကိုစိုးရိမ်နေကြမှသူမရိမ့်မိလာတယ်သူမအခန်းကိုပြန်ရောက်တာနဲ့ကတင်လေးပေါ်ကိုတက်လိုက်ကခြေနှောင်ချလိုက်ပြီးခေါင်းပေါ်ခေါင်းချပြီးတော့မိနစ်အနည်းငယ်တွင်းမှာပဲအိပ်ပျော်သွားတယ်။မနက်6 နာရီထိုးလို့ပဲဖြစ်ပြီးဆရာမလေးအိပ်ယာမှာနိုးထလာခဲ့တယ်။အိပ်ယာကိုသိမ်းလိုက်ပြီးတော့အိမ်နဘေးရှိရေစီမှာကိုလက်တန့်ဆင်ပြီးအိမ်ပေါ်ကိုပြန်တက်လာခဲ့လိုက်တယ်။မနက်လင်းလူပဲဖြစ်ပေမဲ့တောရိပ်တောင်ရိပ်အားကောင်းတဲ့ရွာကလေးဖြစ်တဲ့အပြင်ရာသီဥတုကလည်းနှင်းမြူတွေအုပ်ဆိုင်နေလို့အတက်ငယ်မှောင်နေသေးတယ်။စပယ်ဝါနဲ့လွန်းနီတို့မောင်နှမလေးနိုးလာကြပြီးတော့ဆရာမလေးမနက်စာစားဖို့အတွက်လွန်းနီကကောင်းချင်းပေါင်းတဲ့အသားချောက်တို့ကိုပြင်ဆင်ပေးထားတယ်။ဆရာမလေးကသူမခန်းကိုပြန်ဝင်ခဲ့ပြီးဖီးလိုင်းပြင်ဆင်ကအဖြူအစိမ်းယူနီဖောင်းလေးကိုဝတ်ဆင်လိုက်တယ်။အချိုးကျလှပနေတဲ့ခန္ဓာကိုယ်လေးနဲ့အဖြူစိမ်းယူနီဖောင်းကလိုက်ဖက်လာတယ်။သူမအမှန်ပြန်မှမြင်နေရတဲ့သူမပုံရိပ်လေးကိုကြည့်ကပြုံးလိုက်မိပါတယ်။သူမမျက်နှိုးလာတဲ့အဖြူစိမ်းယူနီဖောင်းလေးကိုဝတ်ဆင်ရတိုင်းသူမဂုဏ်ယူလေးရှိတယ်။ကျောင်းချိန်ကစောသေးပေမဲ့သူမကျောင်းမသွားမီရွာဦးစီရီကိုအရင်သွားကျင်လို့အဝတ်လဲကစောစောထွက်ရင်စိတ်ကူးထားခြင်းဖြစ်ပါတယ်။ရုတ်တရက်ညီးတန်လိုအတန်တစ်ခုကိုသူမရဲ့ခေါင်းပေါ်တက်တယ်မှာကြားလိုက်ရလို့ကြက်သိမ်းမွှင်းချင်းတွေတပြန်းပြန်းထသွားမိတယ်။ညကကြားမိတဲ့ညီးတန်ကြီးနဲ့အတူတူပင်ဖြစ်ပြီးရခုတစ်ချိန်ကြားရတဲ့အတန်ကပိုပြီးကျေလောင်တယ်လို့ထင်မိတယ်။သူမခေါင်းပေါ်ရှိမျက်နှာချက်မှာတစုံတစ်ခုရှိနေတာကိုသူမမသိစိတ်ကအလိုလိုသိလာတယ်။ကြောက်စိတ်ကြောင့်တစ်ခုလုံးကြက်သိမ်းတပြန်းပြန်းထလာမိပေမဲ့သိကျင်စိတ်ကိုမမျိုးသိမ့်နိုင်လို့အပေါ်မျက်နှာချက်ရှိရာကိုမောကြည့်လိုက်မိတယ်။မျက်နှာချက်မှာပက်လက်အနေထားတွေ့ကပ်နေပြီးခြေလက်တို့ကွေးကောက်နေတဲ့မဲမဲတရံပရလောကသားတစ်ကောင်ကိုသူမမြင်လိုက်ရတယ်။ထိုပုဂ္ဂိုလ်ရဲ့ကြောက်မက်ဖွယ်ရာမျက်နှာကြီးကပြူးကျနေတဲ့မျက်လုံးကြီးနှလုံးကမိကြည့်ခဲလိုရဲရဲနေပြီးသူမကိုငုံကြည့်နေတယ်။တာမန်လိုခန္ဓာကိုယ်ထက်နှစ်ဆမကကြီးမားတဲ့ထိုတရဝါကိုသူမကြောင်ကြည့်နေမိပြီးစက်တေသေးတယ်လို့မှန်သက်နေမိတယ်။အာစည်းမိထားသူတယောက်လို
ရုတ်တရက်မအော်နိုင်ပဲမျက်နှာချက်ကိုမျက်လုံးမခွာနိုင်ပဲကြည့်နေမိတယ်။ပရလောကသားကသူမကိုငုံကြည့်နေရင်မှရီတန်လိုလိုညညူတန်လိုလိုကြောက်စရာအတန်ကြီးကိုဖန်တီးလိုက်ပြန်ရင်သူမကိုပေါ်လွှားကနေခုန်ချလာပါတယ်။သူမအလန့်တကြားအတန်ကုန်အော်ဟစ်လိုက်မိပြီးအထိတ်တလန့်ဖြစ်လွန်းတဲ့စိတ်ကြောင့်အကြောက်လွန်ကတတိမိမျောသွားတယ်။စိုးထိုင်နေနေအောင်တွေးထားတဲ့လှန်ကြုံကိုခတ်တင်းနဲ့စောက်ကင်လျက်တိုင်မာကျိုးချီခံထားရတယ်။ဝက်ရဲ့နန်းချားကိုလှန်ဦးကျော်နဲ့လက်တစ်ပြက်ထိုးဆိုင်ချလိုက်တယ်။ဝက်မှာတစ်ချက်သာအတန်ထွက်နိုင်ပြီးဘိုင်းကနေလဲကျသွားကဇက်ငင်ဖြစ်နေပြီးခဏကြာမှငြိမ်သက်သွားတယ်။မချိမဆန်အသက်ထွက်သွားတဲ့ဝက်ကြီးကိုကြည့်ပြီးစိုးထိုင်မေးပြုံးလိုက်ရင်သူ့ကိုဝက်ပေါ်ခိုင်းသူကြော်ထွေးကိုကြည့်လိုက်ပြီးကြော်ထွေးငါကိစ္စပြီးပြီပြောထားတဲ့အတိုင်းပဲနော်ဈေးစင်မယ်မကြမ်းနဲ့ကြော်ထွေးကလက်ရဲဆက်ရဲရှိလာတဲ့စိုးထိုက်ကိုခက်ရွံ့ကြည့်ပြီးငွေဆက်ကူတချို့ကိုကမ်းပေးလိုက်ရင်အေးပါကွာပေးမှာပေါ့ကွာရော့ငါ့ကိုဝက်ပေါ်တာကူညီပေးလို့ကျေးဇူးပဲကွာစိုးထိုက်ကလှန်ကိုမြေပေါ်မှာစိုက်လိုက်ပြီးကြော်ထွေးကမ်းပေးတဲ့ငွေဆက်ကူများကိုရှေးတွက်နေရင်ကျေးဇူးမလိုဘူးဟဲ့ကောင်ကျေးဇူးကပြုတ်စားလို့မရအောင်အလကားအပိုးစကားပဲငါလည်းအရက်ဖိုးရလို့လောက်တာပြီးတော့လှုပ်ချင်လို့ကိုလှုပ်တာအခုငါလိုချင်တဲ့ငွေရပြီမင်းဖြစ်စေချင်တယ်လို့ဝက်လေးသေးပြီငါလစ်ပြီစိုးထိုက်ကကြော်ထွေးနဲ့ရွာသားတချို့ကြော်ခိုင်းကထွက်ခွာမယ်ပြုတ်ပြီးမှကြော်ထွေးကိုပြောလိုက်တယ်ကြော်ထွေးငါအရက်နဲ့မြည်ဖို့ဝက်သားတွေညနေငါအိမ်ပို့ပြီးရောအေးစိတ်ချစိုးထိုက်ငါကိုယ်တိုင်လာပို့ပေးမယ်စိုးထိုက်ကခေါင်းတော့မပြန်တော့ပဲကြော်ထွေးကိုလူစုကိုကြော်ခိုင်းထွက်ခွာသွားပါတော့တယ်စိုးထိုက်ကရွှေကြီးသာရွာမှာအချမ်းသာဆုံးဦးထေးကျွဲဒေါ်ရွှေဦးတို့ရဲ့သားဖြစ်ပြီးကျွဲဝါတဲ့လူရွယ်တစ်ယောက်ဖြစ်ပေမဲ့တတိတယောက်လိုပြုမှုနေထိုင်ခြင်းမရှိပဲစိတ်ထင်တယ်လို့သာပေပေတေတေနေသူဖြစ်ပါတယ်မိဘနှစ်ပါးစလုံးသူ10နှစ်သားအရွယ်ကမြို့တက်ပစ္စည်းဝယ်ခြင်းကားမောက်ကကွယ်လွန်သွားခဲ့ခြင်းဖြစ်တယ်မိဘတွေမရှိတော့တဲ့နောက်ပိုင်းဦးထေးကျွဲရဲ့ညီစိုးထိုက်ရဲ့ဦးလေးဦးပေါ်ကျွဲကသာဆက်လက်ဆောက်ရှောက်ခဲ့ပြီးဦးပေါ်ကျွဲကလည်းအိမ်တော်မရှိလူပြိုကြီးသာဖြစ်တယ်ဦးပေါ်ကျွဲကမိုက်ကန်ကန်ညင်ဆိုးရှိပြီးမကြာခဏခိုင်ရန်ဖြစ်ခြင်းမိမအလွန်အကျွံလိုက်စားခြင်းလောင်ကစားဝိုင်းများမှာအချင်းကုန်ချင်းများကိုအလွန်နှစ်သက်သူဖြစ်ပြီးအရက်ကိုအိတ်ချိန်မှလွဲလို့အမြဲလိုတောက်နေတတ်သူလည်းဖြစ်ပါတယ်စိုးထိုက်သည်လည်းဦးပေါ်ကျော်ရဲ့တူပီပီဦးလေးဖြစ်သူထပ်ပင်စိုးပေတဲ့လူရွယ်တစ်ယောက်ဖြစ်လာခဲ့တယ်ရှစ်တန်းနှစ်မှာပင်အတန်းတဲမှာမကြာခဏရန်ဖြစ်လို့ကြောင်းထွက်ခဲ့ရတဲ့စိုးထိုက်ကဦးလေးဖြစ်သူထပ်ပင်ရန်ကားတောင်းကြမှုမှာလက်ဆောင်ထပ်လာခဲ့တယ်စိုးဆုံးမမှုညံပြင်းလုံးယုံသားမကမဟုတ်မဟတ်အတက်ပညာများပါမြောက်ပင်တင်ကြားပေးတတ်တဲ့ဦးလေးဖြစ်သူကြောင့်စိုးထိုက်တနေ့တခြားလူရန်ကားလုံးလုံးဖြစ်လာခဲ့ပြီးတရွာလုံးကကြောက်ရွံ့မုန်းတီးတဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ်။ကြောက်ဝိုင်းကိုသွားရင်တိုက်ချက်ကိုပိုက်လျက်အိမ်ပြင်ကိုထွက်ရန်ပြင်နေတဲ့စိုးထိုက်ကိုကိုပြစ်မှာထိုင်ကအရက်တောက်နေတဲ့ဦးပေါ်ကျဲကလှမ်းခေါ်လိုက်တယ်။ဟိတ်ကောင်စိုးထိုက်လောင်းလေအာလေးရှာလေးနဲ့လှမ်းခေါ်နေတဲ့ဦးလေးဖြစ်သူကိုစိုးထိုက်လှည့်ကြည့်ရင်ဘာလဲဦးပေါ်ရကြောက်ဝိုင်းချင်းထားတာနောက်ကြတော့မယ်။ခဏလာပေါင်းကွာရှာရှည်တာပလင်းနဲ့ကောက်ထုတ်လိုက်ရလားဆိုလားစိုးထိုက်ဦးပေါ်ကျဲကိုစောင်းပေးပေးကြည့်ပြီးချက်ကိုပိုက်ခါရှောက်လာနေရင်ခမည်းကလည်းဦးလေးဆိုပြီးတိတ်အနိုင်ကျင့်ချင်တာပဲဘာကိစ္စတော့မြင်မြန်ပြောဦးပေါ်ကျဲကပြုံးလိုက်ရင်ရွာကိုမနေ့ကမှအသိရောက်လာတဲ့ကျောင်းဆရာမလေးကိုမင်းတွေ့ပြီလားမတွေ့ဘူးသေးဘူးဘာလို့လဲတော်တော်လှတာငါတို့ရချောလိုက်တာမှမှုံးနေရပဲသူချောတာကျုပ်ကဘာလို့ရမှာတော့ဗျဟာမင်းကလည်းအဲ့ဒီဆရာမလေးကိုရအောင်လိုက်ကွာပြီးရင်ရအောင်ယူပြက်ဒီလိုပညာတတ်ပြီးမှုံနေအောင်ချောတဲ့မင်းကလေးမျိုးကငါတူနေတာထိုက်တန်တာကွာစိုးထိုက်ကခေါင်းကုပ်လိုက်ရင်သူကကျုပ်လိုမိုက်တိမိုက်ကန်နေတတ်တဲ့လူမျိုးကိုပြန်ကြိုက်ပါမလားဗျ။အော်ဒါကတော့စူးစမ်းရမှာပေါ့ကွာ။မင်းကဇယိုက်ဆန်ဆန်နေတတ်ပေမဲ့ဒီရွာရဲ့အချမ်းသာဆုံးစရင်ဝင်လူကုန်တန်းတယောက်ဆိုတာသိသွားရင်အဲ့ဒီဆီယာမမင်းကိုပြန်ကြိုက်မှာပဲကွာ။ငွေမကြိုက်တဲ့မိန်းမမရှိပါဘူးကွာ။စိုးထိုက်ဥပေါ်ကျွဲစကားကိုစိတ်ဝင်စားမှုသိမရှိပါဘူး။ကဲပါဗျာ။အဲ့ဒီဆီယာမအသက်ဆိုတဲ့မိန်းမကိုကျုပ်လမ်းမှာဆိုရင်တတိထားကြည့်လိုက်ပါမယ်။ကျုပ်ကြိုက်ရင်တော့သူ့ကိုပူးပန်းဖို့လုပ်ပါမယ်။ဥပေါ်ကသဘောတူနေပြီမဲ့ကျုပ်ကကြိုက်ချင်မှကြိုက်မှလေမြင်မှမမြင်ဘူးသေးတာမင်းအဲ့ဒီဆရာမလေးကိုကြိုက်ကိုကြိုက်မှသိကြတယ်မင်းဘလို့မိန်းမမျိုးကိုကြိုက်တယ်ဆိုတာငါကောင်းကောင်းသိတယ်ဟုတ်ပါပြီဗျာအဲ့ဒီဆရာမကိုကျုပ်တကူးတကသွားကြည့်ပါအောင်မယ်ကြိုက်ရင်တော့ကျုပ်ကြိုးစားမယ်ဥပေါ်ကျဲကစိုးထိုက်ကိုစူးစိုက်ကြည့်ရင်မင်းကငါနောက်တစ်ခုပြောစရာရှိသေးတယ်မင်းမနေ့ကကြော်ထွေးအလူအတွက်ဝက်ပေါ်ပေးခဲ့ရဆိုဟုတ်တယ်ဝက်သက်သမားကရန်ကုန်တက်သွားတာအချိန်မီပြန်ရောက်မလာလို့ကျုပ်လှုပ်ပေးလိုက်တာအရက်ဖို့ရတာပေါ့ဗျာဥပေါ်ကျဲကစိုးထိုက်ကိုအလိုမကျတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ရင်ယူပါကွာမ
မိမိဘာတွေထားခဲ့တဲ့ပစ္စည်းဥစ္စာတွေကမင်းရောငါရောဒီတက်တက်ဘာမှမလုပ်ပဲထိုင်စားရင်တော့မကုန်နိုင်ဘူးထန်းတော်ရီဆိုလဲလက်ညှိုးထိုးမလွယ်ဘူးလေရီယာရီဆိုလဲပေါ်လိုက်တာမှတအားပဲမင်းကငွေရှားတဲ့လူမျိုးမှမဟုတ်တာဝက်တက်ပြီးပတ်စံထက်ရှာရလားအယူရဲ့လူကြားလို့မကောင်းဘူးဟိုတလုံးကလည်းမင်းနွားတစ်ကောင်တက်ပေးသေးရဲ့ဆိုဘာလို့ရှောက်လုံနေရတော့ကျုပ်ကပတ်စံကြောင့်ဝက်တွေနွားတွေတက်တာမှမဟုတ်တာကျုပ်လက်ကိုလှုပ်ရဲကန်ရဲအောင်လက်သွေးတဲ့အနေနဲ့တက်တာရှင်းရှင်းပြောရရင်တက်ရတာကိုပျော်လို့တက်တာဝါသနာပါလို့တက်တာငွေကြောင့်မဟုတ်ဘူးဥပေါ်ကျဲကနှက်ကန်းကိုမဲရွက်ကခေါင်းကုတ်လိုက်ရင်မင်းဝါသနာလေတမျိုးပါလားအေးငါပြောလိုက်ရမှာမဟုတ်တာမင်းလှုပ်ချင်ရတာဆက်လို့တော့ဥပေါ်မသိလို့ပါဝက်တက်နွားတက်လို့ရတဲ့ပတ်စံနဲ့ဝယ်တောက်ရတဲ့အရက်ကမှပိုပြီးအရသာရှိတာဗျသူ့ထက်ပိုပြီးတော့မိုက်သွေးရဲတဲ့သူဖြစ်သူကိုဥပေါ်ကျဲခွန်းတုံမပြန်တော့ပဲမျက်နှာလွှဲလိုက်တယ်ကျောင်းလွတ်ချိန်ရောက်ပြီမို့ကျောင်းပေါဝမှာကလေးတွေပျော်ရွှင်စွာပြေးလွှားရင်းနဲ့ထွက်လာကြတာကကျောင်းရှိလမ်းမှာစူညံလို့နေပါတယ်ကလေးတွေကုံတလောက်ဖြစ်တော့မှဆီယမလေးသစင်တင်ချိန်ဆွဲခြင်းလေးကိုကင်ကာထွက်လာခဲ့တယ်မင်းမကောင်းတို့ရဲ့အိမ်တွေတိတ်ခါပြေပါဝင်နေပြီးပြုံးရောင်တန်းနေတဲ့မျက်နှာလေးနဲ့အချိုးဆဲကြနာပြီးလှပလာတဲ့ခါးသေးရင်ချီခန္ဓာကိုယ်လေးကပူရီသားတို့ဆွဲမလောက်เสียအလှတရားတော်ပင်ဖြစ်ပါတယ်ဝါဝန်းသောအသားရည်မှာကျောင်းအင်ကြီးအဖြူထမိန်အစိမ့်လေးနဲ့အလှပေါ်အရင်ဆင့်ကရှုမောနိုင်လောက်တဲ့ရမင်းရုပ်လေးတစ်ခုလိုဖြစ်နေတယ်မနှေးမမြန်ရှောက်လန်းနေတဲ့ခြေလန်းတို့ဖြင့်သူမအပြန်လန်းကိုရှောက်လန်းလာခဲ့တယ်ခြေလန်းတိုင်းကတိမ်မွေ့ပြီးမိမပိသလွန်လာတဲ့ဆီယမလေးရဲ့ဂီတာရှိတ်ခန္ဓာကိုယ်လေးကိုကျောင်းလန်းတစ်ပေးရှိမကြီးပင်အောင်မှရှိနေတဲ့ဇူးထိုက်ဆူဆူရှာရှာမျက်လုံးတို့ဖြင့်စူးစိုက်ကြည့်နေရင်ခက်ထန်နေတဲ့မျက်နှာမှာတဖြည်းဖြည်းပြုံးရောင်တန်းလာတယ်တတော့လှတဲ့မိမပါလားဥပေါ်ကဓာတ်ကြောင့်စွအမွန်းတင်နေတာဟုတ်တယ်ဥပေါ်ပြောသလိုဒီလိုပြီးပြည့်စုံတဲ့မိမမျိုးကငါနေပဲထိုက်တန်တယ်ငါသူ့ကိုရအောင်ကြိုးစားမယ်စိုးထိုက်တယောက်တည်းတွေးနေရင်ဆီယမလေးရှိရာကိုရှောင်လာခဲ့ရင်ဆီယမလေးရှိတဲ့မှာပိတ်ရက်လိုက်ပါတယ်သူမစိုးထိုက်ကိုရိုးရှင်းစွာကြည့်နေရင်နဲ့ဘာကိစ္စရှိလို့လဲရှင်စိုးထိုက်ကခက်ထိထိပြုံးလိုက်ရင်ကျုပ်ကရွာတောင်ပိုင်းကပါစိုးထိုက်လို့ခေါ်ပါတယ်ကိစ္စကတော့ဗျာကျွန်တော်ခမရကိုချစ်လို့ပဲအဲ့ဒါကြောင့်ချစ်တယ်လို့လာပြောတာဟင်ရှင်နဲ့ကျမအခုမှတွေ့ဘူးတာလေမင်းကလေးတယောက်ကိုဒီလိုစကားမျိုးကိုတွေ့ရနဲ့မပြောတဲ့မို့လေရှင်စကားပြောတာအတိတ်ငဲလာကြည်လားစိုးထိုက်မဲ့ပြုံးလိုက်ရင်မိမတယောက်ကိုယောက်ျားတယောက်လူပြိုစကားပြောတာအချိန်ကာလရွေးနေစရာမှမလိုတာအတိကလူရင်းကိုခမည်းတင်ရပြီလေကျုပ်စကားအလားဆယ်ပြီးအပိုးတွေမပြောတတ်ဘူးဒါကြောင့်လူရင်းမဲပြောတာခမည်းကိုကျုပ်မြင်မြင်ချင်းချစ်တယ်အဲ့တော့ကျုပ်ကိုစဉ်းစားပေးပါရှင်ရွာကန်ဖြစ်နေပြီးတော့ကိုရွာကိုစာလာတင်ပေးရဆီယမအနောက်ရှက်ပေးနေရလားဟာခက်ပါလားကွာချစ်တယ်ပြောတာနှောက်ရှက်တာလားကွာဒါဆိုရင်လည်းကျမတခါလေးရှင့်ကိုအပြက်ပြောလိုက်မယ်ကျမရှင့်လိုပုံစံမျိုးကိုဘလို့နည်းနဲ့မှလက်ခံနိုင်မှာမဟုတ်ဘူးစိုးထိုက်သူ့စကားကိုအပြတ်အသက်ညှင်းဆိုသွားတဲ့ဆီယမလေးရဲ့နောက်ကျောပြင်ကိုကြည့်ရင်ခက်ထစ်ထစ်ပြုံးနေကသူမရဲ့ခန္ဓာကိုယ်နောက်ပိုင်းလှကိုကြည့်နေပြီးတော့ရှေ့ကကြည့်နောက်ကကြည့်အတော်တော့ကြည့်လို့ကောင်းတဲ့မိန်းမပါပဲရုပ်ရည်ရောခန္ဓာကိုယ်ရောအမိုက်စားပဲတခုပဲခေါင်းကြောတော့အတော်မှပုံရတယ်ငါဆိုတဲ့ကောင်ကလည်းအဲ့ဒါလို့ခေါင်းမာပြီးမာနထန်တဲ့မိန်းမမျိုးကိုမှလိုချင်တာငါဘဝမှာငါ့ကိုပြက်တသားစန့်ကျင်ရတဲ့မိန်းမမင်းကငါပူးကြိုက်သွားပြီမင်းနဲ့ငါတွေ့ပြီပေါ့ကွာဥပေါ်ကျဲကရှိလိုက်ရင်ငါပြောတာပဲမင်းဆီယမလေးကိုမြင်ကြိုက်ကိုကြိုက်မှငါသိပြီသားအချိန်ဆွဲမနေနဲ့ဟိတ်ကောင်အချင်းရောအစင်းရောပြည့်စုံတဲ့အဲ့ဒါလိုမိန်းမမျိုးကိုရအောင်ကြိုးစားငါကတော့မင်းတို့ချစ်သူဖြစ်ပြီဆိုတာကိုပဲကြားချင်တယ်ဇိုးထိုက်ကခေါင်းကိုဖြင်းညင်းစွာခါလိုက်ရင်ဒီမိန်းမကပညာလက်တက်ရုပ်ရည်လဲချောတော့တာမန်မိန်းမတွေထက်မန်မာနပူကြည့်တယ်သူကျုပ်ကိုကြည့်တဲ့မျက်လုံးတွေကိုကျုပ်သိတယ်နင်းနဲ့ငါတန်လို့လားဆိုတဲ့အကြည့်မျိုးကျုပ်ကိုအဲ့ဒါလိုနှိမ်တဲ့မျက်လုံးမျိုးနဲ့ကြည့်ပြီးကျုပ်ရဲ့မိုက်ခုံကိုလုံးဝမကြောက်တဲ့မိန်းမရှားတယ်ကျုပ်ချစ်ရေးဆိုတာကိုလည်းပြက်တသားညင်းနေသူ့ချစ်ကိုရှာဖို့ထင်တဲ့လောက်တော့မလွယ်ဘူးဥပေါ်ကျဲကရက်ပလင်းကိုမောတောင်းလိုက်ရင်ဒါတော့မင်းဘက်ကကြိုးစားမှုပေါ့ကွာမင်းရဲ့ချမ်းသာကြွယ်ဝမှုကိုသူမသိသေးရလဲပါပါတယ်နှမဆိုရင်မင်းကိုသူအဲ့တလောက်ခက်ခါတိတိမငင်းလာဘူးသူဘလောက်ပဲကောင်းမှာပါကျုပ်ကလည်းသူ့ကိုရအောင်ရှူဖို့ဆုံးဖြတ်ပြီးပါပြီကျုပ်လိုချင်တဲ့ပန်းကခုရခတ်နေရင်တကြူနဲ့ခူးမယ်တကြူနဲ့မှခူးမရသေးပဲအကျော်သိမ့်မှာပြီးအညာခိုင်နေတော့ဂဲလုံးနဲ့ပြစ်ချပြီးမြေကြီးပေါ်ကျမှာပဲကောက်ယူလိုက်တော့မယ်ဥပေါ်ကျဲကခေါင်းကုတ်လိုက်ရင်ရှုပ်နေရပဲမင်းရလေငါနားမလဲတော့ခမည်းကျုပ်ဦးလေးဖြစ်ပြီးအရန်ပိန်းတာပဲ
ကောင်းကောင်းမွန်မွန်လိုက်လို့မရရင်အကျန်းကြီးတောင်းပြီးတော့အတင်းခိုးပြေးပြီးရအောင်ယူမယ်လို့ပြောတာရှင်းပြီလားပွဲကျန်းတော့မယ်ဆိုတော့အေးဘာပဲဖြစ်ဖြစ်အားပေးရချကွာကျောင်းစင်းကောင်းလောင်းတန်တဲ့အတူဆီယမလေးသစင်တင်ကလေးများနဲ့အတူကျောင်းပေါက်ဝမှထွက်လာနေပြီဖြစ်ပါတယ်စင်မရင်သာရှောင်းလန်းနေတဲ့ခြေလန်းထုနဲ့အတူတိမ်မွေ့ရင်ကျေးပြီးလှပနေတဲ့ဆီယမလေးရဲ့ကိုဟန်ကိုစိုးထိုင်မျက်လုံးမခွာနိုင်အောင်ကြည့်နေမိတယ်အတော်လှပတဲ့မိန်းမတစ်ယောက်ဖြစ်ကြောင်းကိုစိုးထိုင်အတိမတ်ပြုတွေးမိပြန်ရင်တယောက်တည်းပြုံးလိုက်မိတယ်။သူဆီယမလေးအနောက်မလန်းမကန့်မှလိုက်ပါလာခဲ့တယ်။လူသူရှင်းတဲ့နေရာရောက်တော့ဆီယမလေးကိုလူပြိုစကားပြောရင်ကြံစီနေခြင်းဖြစ်ပါတယ်။ရွာလေလမ်းမကြီးမှာလူသူအဆက်အတန်းရှင်းလန်းတာနဲ့စိုးထိုင်ဆီယမလေးအနောက်မှာခြေလန်းကျဲကျဲပြဲအမြန်ကျော်တက်လိုက်ကသူမရဲ့အရှိမပိတ်ကရက်တက်လိုက်ရင်နေပါအောင်ဆီယမရဲ့မထီလေးစားခက်ထစ်တွေပြုံးနေသူမရှိမှလမ်းပိတ်ကရက်လိုက်တဲ့စိုးထိုက်ကိုဆီယမလေးမျက်မှောင်ကုပ်ပြီးကြည့်လိုက်ရင်ရှင်ဘာလာနှောက်ရှက်ပြန်ပြီလဲစိုးထိုက်ကခက်ထစ်တွေပြုံးကိုမယုတ်သိမ်းမယ်သူမကိုစူးစူးရဲရဲကြည့်ရင်မင်းကငါသဘောကျတယ်အဲ့လိုချီနေတာကိုပိုပြီးသဘောကျတာငါ့ကိုပြန်ချစ်မယ်ဆိုရင်မင်းအတွက်မနစ်နာစေရပါဘူးငါကဒီရွာမှာအချမ်းသာဆုံးပဲငါ့ကိုသာလက်ထက်လိုက်မင်းတစ်သက်လုံးချမ်းချမ်းသာသာနေရပြီသားမှတ်တော့အခုလိုနှစ်ပြားတစ်ပဲရတဲ့ဆီယာမအလုပ်ကိုလည်းလုပ်နေစရာမလိုတော့ပါဘူးကွာရှင့်မှာဥစ္စာဒနာကလွှဲရင်ဘာမှရှိရပုံမပေါ်ဘူးငွေနဲ့ပေါက်ရင်ဘာမဆိုရနိုင်နေထင်နေတာ哦ရှင့်ကိုကျမအရင်ကြီးဆုံးညင်းပြီးပါပြီကျမရှင့်ကိုလုံးဝသဘောမကျဘူးအဲ့ဒါကျမစကားကုန်ပဲဒီထက်ပိုဆိုးပြီးနှောက်ယှက်လာမယ်ဆိုရင်တော့ကျမအဆိုးမဆိုးနဲ့နော်စိုးထိုက်သူမရဲ့တုတ်ပြန်စကားကြောင့်တိတိတတ်တာမျက်နှာပြတ်သွားပြီးရှက်စိတ်နဲ့ဒေါသစိတ်တို့ပေါင်းစပ်လာကစိုးထိုက်ရဲ့မျက်နှာကြီးကခက်ထန်လာတယ်မင်းဘာရီမှန်တက်နေရလဲဟမ်ငါ့ကိုမင်းဘာကောင်ထင်နေလို့လဲရုတ်တရက်စိုးထိုက်ကဆီယမာလီရဲ့ညာလက်ကိုတင်းဆွဲကဆွဲလာရန်လာလှုပ်လာတော့တယ်ရှင်ဒါဘာလုပ်တာလဲကျမလက်ကိုခုလွှတ်နော်မလွှတ်ဘူးကွာငါ့ကိုချစ်တယ်လို့ပြောမှလွှတ်ပေးမယ်ဘာမင်းကဘာမလို့ငါ့ကိုအဲ့ဒါလောက်ချီနေရလဲမင်းလိုမိန်းမများရှင်လွှတ်လို့ပြောနေနော်ကဲဟာဆီယမာလီကစိုးထိုက်စုပ်ကင်ထားတဲ့လက်ကိုအတင်းယုံထွက်လိုက်ပြီးစိုးထိုက်ရဲ့ပါးပြင်ကိုလွှဲရိုက်လိုက်တော့တယ်စိုးထိုက်ရဲ့မျက်နှာဒေါသအရိပ်ရောင်တွေချက်ချင်းလှမ်းမိုးသွားပြီးကြောက်စရာကောင်းလာအောင်ခတ်ထန်သွားတယ်မင်းကမြန်ငါ့ကိုရိုက်ရဲတယ်ဟုတ်လားကောင်မလူပါဝါလို့ဆီယမာလီကိုပြန်ရိုက်ရန်စိုးထိုက်ညာလက်ကိုမြောက်ကရွေးလိုက်ချိန်မှာဆီယမာလီဘာဖြစ်နေရလဲရွာကာလာသားလေးယောက်ကလုပ်ငန်းခွင်မှာပြန်လာကြဟန်တူပြီးဆီယမာလီကိုမေးလိုက်ခြင်းဖြစ်တယ်ထိုလေးယောက်ကစိုးထိုက်နဲ့ဆီယမာလီပြဿနာဖြစ်နေတာကိုသိပေမဲ့ဆီယမာလီဘက်မှရက်တည်ရန်တမင်မေးလိုက်ခြင်းဖြစ်ပါတယ်စိုးထိုက်ကတခြားသူများရောက်လာလို့ဆီယမာလီကိုပြန်ရိုက်ရန်ပြင်နေတဲ့လက်ကိုပြန်ချလိုက်တယ်တရွာလုံးကအထင်ကြီးလေးစားကြတဲ့ဆီယမာလီကိုလူအများရှေ့မှာရိုက်မိရင်သူပြဿနာကြီးကြီးဖြစ်လိမ့်မှာ哦စိုးထိုက်ကတွေးလိုက်မိလို့စိတ်ကိုထိန်ချုံလိုက်ခြင်းဖြစ်ပါတယ်စိုးထိုက်သူမကိုဆူဆူရဲရဲစိုက်ကြည့်ရင်းနဲ့မတူးမကျေကပ်ပြောလိုက်တယ်မင်းထမင်းဝအောင်သာစားထားအကျော်မာတဲ့မိန်းမမင်းငါမရဖြစ်ကိုဖြစ်ရမယ်စိုးထိုက်ရှူးရှူးရှိုက်ရှိုက်နဲ့သူမအနားမှာထွက်ခွာသွားတယ်မမျော်လင့်ပဲဖြစ်သွားခဲ့ပြဿနာကြောင့်ဆီယမာလေးစိတ်ရှုပ်သွားမိပြီးစိုးထိုက်သူ့ကိုအညှိုးတေးထားမှကိုလည်းပူပန်နေမိတယ်ပြဿနာကိုပေါ့ပေါ့ပင်တွေးလိုက်ကစိုးထိုက်ကိုလည်းရွာလူကြီးနဲ့တိုင်မနေတော့ပဲနောက်တစ်ချိန်နှောက်ယှက်မှသာရွာလူကြီးနဲ့တိုင်တန်းတော်မယ်လို့သူမစဉ်းစားလိုက်မိတယ်ညစိတ်နိုင်ခန့်ရှိပြီဖြစ်တယ်အတန်ငယ်ညက်နက်လာပြီမို့ဆီယမာလေးသစင်တင်သူမယာယီနေထိုင်ရာအိမ်လေးအတွင်းရှိအခန်းလေးအတွင်းမှာစောင်းတော့ကိုဖတ်ရှုနေခြင်းကိုရနားလိုက်ပြီးတော့အိတ်ဆက်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ဖယားကတော့ဦးချလိုက်ပြီးအိမ်ရန်ပြင်ဆင်ချိန်မှာပဲသူမရဲ့အခန်းတွင်ကိုလူတစ်ယောက်ရုတ်တရက်ဝင်လာတယ်။ပိတ်ထားတဲ့တကားကိုတနည်းနည်းနဲ့ဖွင့်ဝင်လာခြင်းဖြစ်ပြီးကတင်ပေါ်မှာအိတ်ဆက်ရန်ပြင်နေတဲ့သူမရှိရာကိုထိုးသူကပြေးလာပြီးတော့သူမရဲ့လေတိုင်ကိုအတင့်ပါလာတဲ့တတူနဲ့ထောက်ထားလိုက်တယ်။ဟင်စက္ကန့်ပိုင်းအတွင်းဖြစ်သွားတဲ့မြန်ဆန်လွန်လာတဲ့အဖြစ်ကြောင့်သူမဘာမှပြင်ဆင်ချိန်မရလိုက်ပါဘူး။မအော်နဲ့နော်။အော်ရာနဲ့ဟော်ရီကဒါမင်းလေပင်နဲ့ကိုဝင်ပြီးသားမှတ်သူမထိတ်တလန့်နဲ့ထိုးလူကိုမိုးကြည့်လိုက်တယ်။ဟင်ရှင်စိုးထိုက်ကသူမကိုမေပြုံးပြုံးကြည့်ရင်အေးငါစိုးထိုက်ပဲစိတ်မပူပါနဲ့ငါမင်းကိုအတီးယူမှာပါရှင်ကျမကိုဘာလို့မလို့လဲမင်းကငါချစ်ရေးဆိုတာကိုညင်းတာကွာပြီးတော့ဘသူမှမောမကြည့်ရဲငါ့ကိုထိလက်ရောက်စော်ကားတယ်အဲ့ဒါကြောင့်မင်းကိုအကြမ်းကြီးတုံးပြီးရအောင်ယူဖို့ငါဆုံးဖြတ်လိုက်တာပဲစိတ်မပူပါနဲ့မင်းစီကငါလိုချင်တာရပြီးရင်ငါမင်းကိုတကယ်လက်ထပ်မှာပါရှင်မယုံပါနဲ့နော်အတိတ်ပဲမရှိတာကိုမလုပ်ချင်ပါနဲ့ကျေးဇူးပြုပြီးပြန်มาတော့တောင်းပန်ပါတယ်ငါပြန်ဖို့လာခဲ့တာမဟုတ်ဘူးမင်းကိုအရာယူဖို့လာခဲ့တာမောက်မာပြီးဝင်ကြွားနေတဲ့မိမ
မင်းငါမယားဖြစ်ကိုဖြစ်စေရမယ်ဒီညတညလုံးမင်းငါစိတ်ဆန္ဒကိုဖြည့်ဆည်းပေးဖို့သာပြင်ထားငါ့ကိုထိလက်ရောက်စော်ကားထားတဲ့အတွက်မင်းခန္ဓာကိုယ်ကိုဒီညငါစိတ်တိုင်းကြအတုံးတော်ခံရတယ်မှတ်ပါဒါပေမဲ့နောက်နေ့မင်းကငါလက်ထက်မှာပါဘာမှစိတ်မပူနဲ့ငါမယားဖြစ်ရတာမင်းအတွက်နစ်နာစရာမရှိဘူးစိုးထိုက်ကရမတ်တန်နှောနေတဲ့လေးတန်းနဲ့ပြောရင်အရက်နဲ့တင်းနေတဲ့သူ့ရဲ့ပါးစပ်ဖြင့်ဆီယမလေးနှကန်းကိုနမ်းဆုပ်ရန်ကြိုးစားလာတယ်ဆီယမလေးကအတင်းကောင်းခါကရုန်းကန်လိုက်လို့စိုးထိုက်ဒေါသထွက်သွားတယ်လက်ထဲမှာတတူးနဲ့ဆီယမလေးလေတိုင်ကိုပြန်ထောက်ထားရင်ငါဆန္ဒကိုအေးစစ်စစ်လိုက်လျောနော်မင်းကငါမတက်ချင်ဘူးအေးငါ့ကိုစမ်းကြည့်မယ်ဆိုရင်တော့မင်းကငါတက်ပြတ်မှာမယုံရင်စမ်းကြည့်မင်းမှာရွေးချယ်စရာနှစ်ခုပဲရှိတယ်ငါမရလုံမလားဒါမှမဟုတ်တည်မလားဒါပဲလေတိုင်ကိုအနှင်းငယ်နှုတ်ဝင်အောင်ထောက်ထားတယ်တဦးချုံရဲ့စူးနှဲမှုကြောင့်သူမလေတိုင်မှအနှင်းငယ်သွေးစိတွေစိတ်ထွက်လာတယ်နာကျင်မှုနဲ့ထိတ်လန့်မှုကြောင့်သူမရုတ်တရက်မယုံကန်ရဲဖြစ်နေတယ်ထိတ်လန့်နေတဲ့သူမကိုစိုးထိုက်ကမဲပြုံးပြီးကြည့်ရင်သူ့ရဲ့တတူကိုသူမလေတိုင်ကိုအနှင်းငယ်ထိုးဆိုင်ထားလိုက်ရမှဖိတ်ပေးလိုက်ပြီးတော့ဓာတ်ကိုခါးကြမှာပြန်ထိုးလိုက်တယ်သူမသူ့ကိုကြောက်ရွံ့နေပြီဖြစ်ပြီးသူပြုသမျှကိုကြောက်ကြောက်နဲ့ငြိမ်ခံတော့မယ်လို့စိုးထိုက်ထင်လိုက်မိတယ်စိုးထိုက်သူမရဲ့အင်ကြီးကျေးသေးတွေကိုစတင်ဖြုတ်နေရင်သူမရဲ့ခန္ဓာကိုယ်တို့ကိုတို့ထိပွက်သက်ကသားများပြုကျင်ရန်အစပြုတော့တယ်ရုတ်တရက်သူမထိုင်နေရမှဝုန်းကနေထားရလိုက်ကစိုးထိုက်ရဲ့ခန္ဓာကိုယ်ကိုအားကုန်တွန်းလဲပြီးတော့အခန်းတကားဝရှိရာကိုအမြန်ပြေးတော့တယ်ဟင်းကောင်းမှပြေးကျင်တယ်ပေါ့အေးလွတ်မယ်ထင်ပြေးစမ်းစိုးထိုက်ဒေါသကြီးလဲကျနေရမှအမြန်ထားကသူမအနောက်ကိုအပြေးလိုက်ဖမ်းတော့တယ်ခါကြမှဓာတ်ကိုဆွဲထုတ်လိုက်ကသူမကိုပြန်လဲဖမ်းဆီးရန်ကြိုးစားပြန်တယ်ဒီတစ်ချိန်မိတော့သူမကိုစိုးထိုက်အတ္တမကျင့်ပြီးလက်မထက်တော့ပဲတက်ဖြတ်ပြဖို့ဆုံးဖြတ်လိုက်တယ်စိုးထိုက်အလွန်ဒေါသထွက်နေပြီဖြစ်တယ်သူမအေဒကမာကြီးကိုအမြန်ဆွဲဖွင့်ပြီးအမြန်ပြေးထွက်လာခဲ့တယ်စိုးထိုက်ကထက်ချက်မကွာအလောတကြီးပြေးလိုက်လာရင်ပြေးထွက်သွားတဲ့သူမကိုလှမ်းဆွဲလိုက်ချိန်ဟန်ချက်ပြက်ကခြေလမ်းဆိုင်ပြီးလဲကျသွားတယ်စိုးထိုက်လဲပြိုကျတန်ကိုကြားလိုက်လို့သူမလှည့်ကြည့်လိုက်မိတယ်စိုးထိုက်ကလဲကျနေရမှာအမြန်ပြန်ထလိုက်ပြီးသူမတန်ဆက်ပြေးလိုက်ရန်ခြေလမ်းပြင်လိုက်တော့လေစိုးထိုက်စိတ်သွားတိုင်းကိုမပါတော့ပါဘူးစောစောကလဲကျစဉ်ကသူ့ရဲ့ဓာတ်တို့ကသူ့ရဲ့လေတိုင်ကိုပြန်လဲစိုက်ဝင်နေပြီမဟုတ်ပါလားစိုးထိုက်ဒေါသတကြီးဖြင့်သူ့ရဲ့လေပင်မှာစိုက်ဝင်နေတဲ့ဓာတ်တို့ကိုဆွဲနှုတ်ပြစ်လိုက်ကသူမနောက်ကိုဆက်လိုက်ရင်ခြေလမ်းပြင်နေတယ်ဒါပေမဲ့ခြေလမ်း၃လမ်းခန့်သာလှမ်းနိုင်လိုက်တာစိုးထိုက်မြေပြင်ပေါ်ကိုဘုံနဲ့လဲကျသွားတယ်စိုးထိုက်ရှေ့မလန့်မကန့်မှသူ့ကိုထိတ်တလန့်ကြည့်နေတဲ့ဆီယမာလေးသစင်သင်းကိုရန်လိုမုန်းထားတဲ့မျက်လုံးတွေဖြင့်စူးစိုက်ကြည့်နေရင်ငြိမ်သက်သွားတယ်ဆီယမာလေးလည်းသွေးတန်ရည်ရည်နဲ့အသက်ထွက်သွားပြီဖြစ်တဲ့စိုးထိုက်ကိုကြည့်ရင်ဘာလို့ရမှမသိခြေမကင်မိလက်မကင်မိဖြစ်နေတယ်သူမအတော်ပင်ထိတ်လန့်နေမိတယ်အသက်မရှိတော့ပေမဲ့လည်းသူမကိုအခဲမကြေစွာစူးစိုက်ကြည့်နေစေဖြစ်တဲ့စိုးထိုက်ရဲ့မျက်လုံးပြူးပြူးကြီးတွေကိုမျက်နှာလွှဲလိုက်မိတယ်စိုးထိုက်သူ့သောသားနဲ့သူတေဆုံးရတာကိုတရွာလုံးကသိကြပြီးဆီယမာလေးကိုအပြစ်မတင်ကြတဲ့ပြင်တနာလို့ပဲနေကြတယ်တချို့ရွာသားများဆိုရင်ရွာအော်ကျော်လန်လူမိုက်စိုးထိုက်တေဆုံးတာကိုဝမ်းသာနေကြတယ်ညစိတ်နိုင်ခန့်ရှိခဲ့ပြန်ပြီဖြစ်ပါတယ်အတန်ငယ်ညံ့နဲ့လာပြီဖြစ်ပေမဲ့ဆီယမာလေးသစင်တင်အိတ်မရသေးဘူးမင်းညကဖြစ်ပျက်ခဲ့တဲ့အဖြစ်တွေနဲ့မရှုမလအသက်ထွက်သွားတဲ့စိုးထိုက်ရဲ့မျက်နှာကြီးကိုပြန်လည်မြင်အောင်နေမိရင်သူမစိတ်မသက်မသာဖြစ်နေမိတယ်စိုးထိုက်ကိုသူမမသက်ခဲ့ပေမဲ့စိုးထိုက်သိဆုံးမှုကသူမပယောကမကင်းတယ်လို့ခံစားရပြီးတစုံတစ်ခုကိုကြောက်ရွံ့နေမိတယ်လို့လည်းခံစားနေရတယ်စိုးထိုက်သိဆုံးထားလို့သူမတယောက်တည်းနေရင်ကြောက်စိတ်ဝင်မှာကိုရွာလူကြီးကစိုးရင်လို့ရွာလူကြီးရဲ့တူမစပယ်ဝါကိုသူမနဲ့အဖော်ဖြစ်အိတ်ဆက်ရန်စေခိုင်းခဲ့တယ်အခုစပယ်ဝါကတစ်ဖက်အခန်းမှာနှင်းနှင်းချိုက်ချိုက်အိပ်ပျော်နေပြီဖြစ်ပေမဲ့လေဆီယမာလေးသစင်သိန်းကအိတ်မရသေးဘူးအခန်းတကားကိုတစုံတစ်ယောက်ကလာထုနေလို့သူမလှမ်းမိလိုက်တယ်ဘသူလဲစပယ်လားအတန်ပြန်မပေးပဲထပ်ထုပြန်တယ်ဘသူလဲလို့မေးနေရလေသူမအတန်မမေးလိုက်တော့မှတကားထုတန်ပြောက်ွယ်သွားတယ်သူမကြောခိုင်းထားတယ်သူမအနောက်ဘက်ရှိပရင်းတကားပွင့်လာတဲ့အတန်ကိုကြားလိုက်ရှာတယ်ပရင်းတကားပွင့်လာတာနဲ့တပြိုင်နက်သူမတကူလုံးစက်သိန်းတစ်ပြန်ပြန်ထသွားတယ်မွေးညင်းများထောင်ထလာပြီးမတိစိတ်ကကြောက်စရာအာယုံတစ်ခုအနားကိုရောက်လာပြီဖြစ်ကြောင်းထုတ်ပေါ်ပြနေခြင်းဖြစ်ပါတယ်သူမနောက်ဘက်ရှိပရင်းပေါက်ရှိရာကိုဖြင်းညင်းစွာလှည့်ကြည့်လိုက်မိတယ်ပွင့်နေတဲ့ပရင်းပေါက်ကိုသာမြင်လိုက်ရပြီးပရင်းအပြင်မှာမှောင်မင်းနေတဲ့ညာရှုခင်းများမှပါသူမထင်ထားသလိုကြောက်စရာမြင်ကွင်းတစ်ခုကိုရှိမနေလို့တပြင်းချလိုက်မိတယ်တီတီချာချာအောက်ချက်ကိုထိုးထားပါလျက်ပရင်းတကားကဘာကြောင့်ပွင့်ထွက်သွားတာကိုသူမစဉ်းစားမရပဲရှိနေတယ်ဟင်
ရုတ်တရက်ကြောက်စရာအတန်ကြီးတစ်ခုကိုကြားလိုက်ရပြီးပရင်းပေါက်ဖောင်ပေါ်ကိုလူတစ်ယောက်လှစ်ခနဲခုန်တက်လာတော့တယ်ဟင်လျှက်စစ်မီးရောင်အောက်မှာမြင်လိုက်ရတဲ့ထိုသူ့ကိုရုတ်တရက်မြင်လိုက်ရချိန်မှာသူမအသေးကျွေလူမတက်ထိတ်လန့်တုန်လှုပ်သွားမိတယ်ထိုသူကတခြားသူမဟုတ်ဘူးမင်းညကတိတ်ဆုံးသွားခဲ့တဲ့စိုးထိုက်ဖြစ်နေမှာမဟုတ်ပါလားစိုးထိုက်ကသွေးတစ်စက်စက်စီးကြနေတဲ့လေတိုင်းမဒဏ်ရာကိုအနှင်းငယ်ပုတ်တက်လိုက်ရင်သူ့ရဲ့ပြူးကျနေတဲ့မျက်လုံးကြီးများဖြင့်သူမကိုစူးစိုက်ကြည့်နေတယ်။ဆီယမာလေးသစဉ်တဲ့အလွန်ထိတ်လန့်ကြောက်ရွံ့မှုကြောင့်အတမ်းမထွက်နိုင်တော့ပဲပရာလောကသားစိုးထိုက်ကိုကြောင်းကြည့်နေမိတယ်။စိုးထိုက်ကခြောက်ချားပွဲရည်တန်းကြီးဖြစ်ထပ်မံရေးလိုက်ပြန်ပြီးပရင်းပေါက်ဘောင်ပုံမှသူမရှိအောင်ကိုခုန်ဆင်းလာပြီးတော့သူမနီးကိုလှစ်ကနေလေလိုရောက်လာကသူမရဲ့လေတိုင်ကိုစုပ်ကန်ဖြစ်ညစ်တော်တယ်။သူမအသက်ရှူမရတော့ပဲဟန်ချက်လေးပြတ်သွားကမတက်ရက်နေရမှာပလက်အနေထားလေးကျသွားတယ်။သူမလေးကျတဲ့အတန်အတော်ပင်ကျဲလို့တစ်ဖက်အခန်းမှာစပယ်ဝါလေးနိုးလာပြီးသူမအခန်းကိုပြေးလာပြီးတကားကိုထုတယ်။ဆရာမလေးတကားကိုအချိန်ချင်းထုခေါ်ပြီးမဲ့လေအတွင်းမှာပြန်ထူးတယ်မကြလို့စပယ်ဝါတကားကိုကိုနဲ့တိုက်ပွင့်တယ်။လေးငါချက်ခန့်တိုက်မိတဲ့အခါမှာတော့တကားကပွင့်သွားတယ်။တန်ချက်ကအလွန်ခိုင်မနေပဲအပေါ်စားသုံးထားလို့အလွယ်တကူပွင့်သွားခြင်းဖြစ်ပါတယ်။စပယ်ဝါအခန်းတွင်းကိုလှမ်းကြည့်လိုက်စဉ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ထိတ်တလန့်ဖြစ်သွားတယ်။ဟင်ဆရာမလေးသစဉ်သိန်းကကျန်းနေပေါ်မှာပလက်အနေထားလေးကျနေပြီးမျက်လုံးပြူးနေကသူမရဲ့လေပင်ကိုသူမစုပ်ကိုင်နေရင်တစုံတစ်ခုကိုဖယ်ရှားနေရန်ရှိပါတယ်။ဆရာမလေးကစပယ်ဝါဝင်လာတာကိုမြင်တာနဲ့အတန်ပလုံးပထွေးနဲ့အော်ပြောတယ်။ရေမန်းယူလာခဲ့ဟင်စပယ်ဝါဘာမှမသိပေမဲ့ဆရာမလေးခိုင်းတဲ့အတိုင်းရေမန်းကိုဖျားစင်မှာပြေးယူလာပြီးတော့ဆရာမလေးထံပြန်ပြေးလာခဲ့တယ်။ရေမန်းပူအကိုင်းလေးရဲ့ကျမ်းပြင်မှာပလက်အနေထားရုန်းကန်နေတဲ့ဆရာမလေးကိုကြည့်ရင်စပယ်ဝါဘာလို့ရမှမသိပဲနဲ့ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတယ်။ဆရာမလေးကလည်းတကူလုံးချွေးစည်းများရွှဲနေပြီးစပယ်ဝါကိုဘာစကားမှမပြောနိုင်တော့ဘူး။အတန်မထွက်နိုင်တော့ပဲ။တစုံတစ်ခုရဲ့ရံမှာရုန်းကန်နေရတယ်။စပယ်ဝါလည်းထွေးထွေးထူးထူးစဉ်းစားမနေတော့ပဲဆရာမလေးရဲ့ခန္ဓာကိုယ်အနှံ့ကိုရေမန်းများဖြင့်လောင်းချလိုက်တော့တယ်။ထိုအခါမှဆရာမလေးလည်းအသက်ရှူဝါသွားဟန်ဖြင့်ပါဇက်ကိုဟာကအတဝဝရှူလိုက်ရင်မျက်လုံးမိတ်သွားကတတိလစ်မေ့မျောသွားပါတယ်။စူးစူးညံ့ညံ့အတန်တွေကြောင့်ပတ်ဝန်းကျင်အိမ်များမှာရွာသားတွေလည်းရောက်လာကြတယ်။စပယ်ဝါတတိလစ်မေ့မျောနေတဲ့ဆရာမလေးကိုတွဲထုတ်ပေးရင်အမတ်မထင်သူမရဲ့လေတိုင်ကိုကြည့်လိုက်မိတယ်။ဟင်ဆရာမလေးရဲ့လေတိုင်ဖွေးဖွေးမှာတိတိတတ်တာပင်အညိုမဲကွက်တွေအထင်းသားပေါ်လွင်နေတယ်။ရွှေကြီးသာရွာလူကြီးဦးမြတ်ခိုင်ကဦးတီဟာကိုအကြောင်းဆုံးပြောပြပေးရနဲ့မောသွားဟန်ဖြင့်သူ့ရဲ့အရှိမအသိရှိနေတဲ့ကော်ဖီကိုတငုံခန့်တောက်လိုက်တယ်။ဦးတီဟာကဦးမြတ်ခိုင်ပြောပြနေတဲ့အကြောင်းအရာတွေကိုစိတ်ဝင်တစားနားထောင်နေရင်မှခေါင်းကိုတစ်ဆက်ဆက်ညှိရင်ဒါဆိုရင်ခမည်းတော်ရွာလေးမှာဆရာမလေးတွေနောက်ထပ်ရောက်လာဖို့ခက်ခဲနေပြီ။ကလေးတွေအတွက်ပညာသင်ပေးမဲ့သူမရှိတဲ့အခက်ခဲနဲ့ရင်ဆိုင်နေရတာပေါ့။အမှန်ပဲကိုတီဟာရင်အခုဆိုရင်ကျုပ်တို့ရွာကလေးမှာအဖြူစင်းဝတ်တဲ့ဆရာမလေးတွေကိုလုံးဝမနေနိုင်အောင်ကြောက်လန့်လွတ်တဲ့တရေရှိနေပြီဆိုတာရွာနေချုပ်ဆက်ရွာတွေမှာပါသတင်းပြတ်နေပြီပြောတစင်စကားတွေအစင်စင်ကြားပြီးတော့ဆရာမလေးတွေကလည်းကျုပ်တို့ရွာမလာရဲကြတော့ဘူးလေပထမဆုံးဆရာမလေးသစဉ်တင်းတုံးကဆိုရင်လေဘင်းတွေကိုအညိုအမဲဆွဲအောင်ဖြစ်ညစ်တာဒီတရေကဆရာမလေးလည်းဘလို့လို့ရွာမှာဆက်နေရဲပါမလဲနောက်နေ့မိုးလင်းတာနဲ့မြို့ကိုပြန်ပြီးတော့တာပဲနောက်တော့ဆရာမလေးဖြူဖြူဆရာမလေးပန်းချညိုအခုနောက်ဆုံးဆရာမလေးတီးရီနွယ်ဆရာမလေးတွေအားလုံး2ရက်ထက်ကိုပိုမနေနိုင်ကြတာပြောစိုးထိုက်တရေကဆရာမလေးတွေဆိုရင်မိကုံရန်ကုန်ကို6လက်နာပြောအဲ့ဒီတရေကရွာကိုရောက်လာတဲ့ဆရာမလေးတွေအကုန်လုံး6တာဆိုတော့ဆရာမလေးတွေကိုအိမ်တွေပြောင်းပြီးတော့ထားကြည့်သေးလားကိုမြတ်ခိုင်ဆရာမလေးသစဉ်တင်းနဲ့ဆရာမလေးဖြူဖြူကတော့တူညီတဲ့အိမ်တလုံးထဲမှာပဲ6လန့်ခံရတာပါဒါနဲ့ကျုပ်လေအိမ်เจ้าလို့ထင်ပြီးဆရာမလေးပန်းချညိုကိုအရင်ဆရာမလေးတွေနေတဲ့အိမ်မဟုတ်ပဲတခြားအိမ်တအိမ်မှာနေရာချပေးခဲ့တယ်ဒါပေမဲ့မထူးပါဘူးဗျာညရောက်တော့6လန့်ခံရတာပါပဲဆရာမလေးတီတီຫນွေအလှည့်ကြတော့ရွာတွေကတက်တီကောင်နဲ့ကလေး3ယောက်ကိုအဖော်ထားပြီးစောက်ရှောင်ခိုင်းခဲ့တယ်ဆရာမလေးနေမဲ့အိမ်ပတ်လေကိုပရိတ်သေးတွေဖြန့်ထားပြီးအကာရံတွေလည်းလုတ်ခဲ့ပါတယ်ဒါပေမဲ့ဘလောက်ပဲခရူးဆိုင်မရပါဘူးဗျာစိုးထိုက်တရေက6ပြအောင်6တာပါပဲဒီတရေကဆရာမလေးတွေရွာတွေကဘယ်အိမ်မှာပဲနေဘလို့မှနေလို့မရအောင်ကို6တာဗျဥတီယာကနားထောင်ရင်မှကောင်းကြီးလိုက်ရင်ဒီတရေကအဖြူစိမ့်ဝတ်တဲ့ဆရာမလေးတွေအားလုံးကိုမုန်းတီးနေရဖြစ်လိမ့်မယ်သူမသေးခင်မှာနောက်ဆုံးထွက်တဲ့အထိမုန်းတီးသွားခဲ့တာကဆရာမတယောက်ဖြစ်နေတာကိုဥပဒံဆွဲသွားတဲ့သဘောပေါ့ဟုတ်ပါကိုတီဟာကြီး
သူကအဖြူစိမ့်ဝတ်တဲ့ဆီယာမဆိုရင်ဖြူဖြူမဲမဲအကုတ်မုံတော့ဒါပဲပြောဒါဆိုရင်ဆီယာမလေးတွေမဟုတ်ပဲနဲ့ဆီယာလေးတွေခေါ်ကြည့်ရင်ရောတရေက6တာပဲလားဘယ်နေပါမလဲကိုတီဟာရဲ့ဆီယာမလေးတီတီຫນွေမလာခင်ကဆီယာလေးဝတ်သုံးဆိုတာရောက်လာသေးတယ်ကျုပ်ကလည်းဆီယာလေးကယောက်ျားလေးဆိုတော့စိုးထိုက်တရေကမချောက်လောက်ဘူးဆိုပြီးထင်ခဲ့တာပေါ့ဒါပေမဲ့လည်းညရောက်တော့6တာပါပဲဗျာအတန်တွေပေးအနံ့တွေပေးနဲ့တညာလုံးအိမ်မရအောင်6တာတဲ့အဲ့ဒီဆီယာလေးလည်း3ရက်ပဲနေနိုင်တယ်မြို့ကိုပြန်ပြေးရတော့တာပဲဒါပေမဲ့တခုတော့ရှိတယ်ဆီယာလေးကို6လန့်တာကအတန်လောက်အနံ့လောက်နဲ့ပဲ6တာတဲ့ဆီယာမလေးကို6တာတော့အကောင်ထေကြီးပြပြီးကိုကြီးလက်ရောက်ထိပြီး6တာတဲ့ဆီယာမလေးတွေကို6တာကပို့ပြီးကျန်းနေဗျဆီယာမလေးတွေကိုပို့ပြီးတော့မုန်းတီးတဲ့သဘောရှိတယ်။အော်ဒါနဲ့ကိုမြတ်ခိုင်အဲ့ဒီစိုးထိုက်ဆိုတဲ့တရေကဆီယာမလေးတွေပြင်တခြားရွာသူရွာသားတွေကိုရော6သေးလားဗျဟာလုံးဝကိုမ6တာကိုတီဟာရေသူကအဖြူစိမ့်ဝတ်တဲ့ဆီယာမတွေကလွဲလို့တခြားသူတွေကိုလုံးဝမ6လန့်ဘူးဗျကျောင်းဆီယာမတွေကိုပဲအုံးလေးရွေး6တဲ့တရေပေါ့ဗျာသူမသိခင်နာကြီးမုန်းတီးသွားတဲ့လူရန်စားတစ်မျိုးတွေကိုမှတ်ထားပြီးအညိုတကြီး6လန့်တဲ့တရေပေါ့ဗျာဒီလိုပြလောကသားမျိုးတွေကျွန်တော်တော်တော်များများကြုံမှုပါတယ်ဘာပဲဖြစ်ဖြစ်ပါခင်ဗျားတို့ရွာမှာကလေးတွေပညာသင်ဖို့အခက်ခဲဖြစ်အောင်လုပ်နေတဲ့ဒီပုတ်ကိုကျွန်တော်ရှင်းလင်းပေးဖို့ကြိုးစားပါမယ်အများအကျိုးရှိမဲ့ကိစ္စဖြစ်လို့ကျွန်တော်လည်းကူညီချင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာဒီကိစ္စကိုခင်ဗျားပဲဖြေရှင်းနိုင်မယ်လို့ရွာဦးကျောင်းကဆရာတော်ကကျုပ်ကိုတိုက်တွန်းခဲ့တာဗျဒါကြောင့်လည်းအခုလိုရန်ကုန်ထိလာပြီးခင်ဗျားကိုလာပေးရတာဗျခင်ဗျားကကူညီမယ်ဆိုတော့ကျုပ်လာရကြိုးနှက်ပြီပေါ့ဗျာဆရာတော်ကလည်းကျုပ်တို့ရွာကကလေးတွေပညာရေးကိုနှောက်ယှက်ပေးနေတဲ့ဒီတရေကိုခင်ဗျားပဲနိုင်မလို့တပွားပွားကြံပေးတာပြောအခုတော့ဆရာတော်လည်းခင်ဗျားကူညီမယ်ဆိုတာသိရရင်ဝမ်းသာမှသိကြတယ်ဗျဦးတီဟာလွန်ခဲ့တဲ့2နှစ်ကျော်ခန့်ကအဋိဌံတစ်ခုဖြင့်မြမပြည်အထက်ပိုင်းရှိဇေဒီတစ်ခုကိုရောက်ခဲ့စဉ်ကရွှေကြီးသာရွာကလေးရှိရွာဦးဖုံးကြီးကျောင်းမှာ3ရက်ခန့်တဲခိုခဲ့ဘူးတယ်ဒီလိုတဲခိုခဲ့စဉ်ကရွှေကြီးသာရွာဆရာတွေနဲ့တာမကရွာလူကြီးဦးမြတ်ခိုင်နဲ့ပါအတော်ပင်ခင်မင်ခဲ့ကြတယ်ရွာထဲမှာပယောဂဝေဒနာခံစားနေရတဲ့အမျိုးသမီးတစ်ယောက်ကိုဦးတီဟာကကုသပေးခဲ့လို့ရွာလူကြီးဦးမြတ်ခိုင်နဲ့ရွာဦးကျောင်းဆရာတော်တို့ကဦးတီဟာကိုပို့ပြီးတော့လေးစားသွားခဲ့ကြတယ်ယခုရွာမှာပရလောကနဲ့ပတ်သက်တဲ့အခက်အခဲကြုံရခြင်းမှာဆရာတော်နဲ့ရွာလူကြီးကဦးတီဟာကိုတတိတရအားကိုးခဲ့ခြင်းဖြစ်ပါတယ်ရွာလူကြီးကိုယ်တိုင်လေးလေးစားစားဆရာလာပင်နာကတကြောင်ရွာရှိကလေးငယ်များရဲ့ပညာရေးကိုနှောက်ယှက်တယ်လို့ဖြစ်နေတယ်ထိုပရလောကသားကိုဖယ်ရှားပေးလိုတာကတကြောင်ကြောင့်ဦးတီဟာထိုကိစ္စကိုကျင်းသေးကိုညင်ရန်ဆုံးဖြတ်ပြီးဖြစ်ပါတယ်ခင်ဗျားတို့ရွာမှာဓာရီဖြစ်နေတာနည်းနည်းကြာပြီဆိုတော့တခြားဆရာပင့်ပြီးတရေကိုဖယ်ရှားကြည့်ကြသေးလားကျုပ်တို့ရွာကတတိမာဒေါ်ကျွေကသူ့အသည့်အထက်လန်းဆရာတယောက်ကိုခေါ်ပြီးအဲ့ဒီတရေကိုဖယ်ရှားဖို့လုပ်ကြပါသေးတယ်ဒါပေမဲ့လည်းဘာမှမထူးခြားလာပါဘူးဗျာတရေကရောက်လာသမျှဆီယမလေးတွေကို6မြင်း6ဆဲပါပဲကြည့်ရတာဒေါ်ကျွေရဲ့ဆရာကအစွမ်းမထက်တာဖြစ်ပါလိမ့်မယ်ဒီကိစ္စကဘာမှမဟုတ်တယ်လို့ထင်ရပေမဲ့ရွာကကလေးတွေကိုစတင်ပေးမဲ့သူတွေမလာရဲတော့တဲ့အထိဖြစ်လာလေတော့ကျုပ်တို့ရွာအတွက်ဒီတရေကလုံးဝကိုအနောက်ရှက်ကောင်ဖြစ်လာတာပေါ့ဗျာစိတ်ချပါကျွန်တော်ခမရတို့ရွာကတရေပြဿနာကိုရအောင်ဖြေရှင်းပေးမှာပါဒါနဲ့ကိုတီကခမရကူကျုံနဲ့တခါလေးလိုက်ခင်ပါလားကျွန်တော်မလိုက်တော့ဘူးတပတ်ကလောက်ကြာရင်ကျွန်တော်သမီးဒီဝီနဲ့သူ့တငယ်ချင်းတွေကိုလွှတ်လိုက်ပါမယ်ခမရအရင်စိတ်အေးသာထားပြီးပြန်နှစ်ပါဗျာခမရသမီးကိုလွှတ်မှာလားခမရကိုယ်တိုင်လာမှာမဟုတ်ဘူးလားဗျဒီကိစ္စကကျွန်တော်ထက်ကျွန်တော်သမီးနဲ့ပို့ပြီးတင့်တော်လို့ပါကျွန်တော်သမီးကငယ်ရွယ်ပေမဲ့တော်ယုံပရလောကပြဿနာတွေကိုသူနည်းသူဟန်နဲ့ဖြေရှင်းနိုင်တဲ့သူပါဗျတချို့ကိစ္စတွေမှာသူကတော့ကျွန်တော်ထက်လက်ဆောင်ထက်နေတာမျိုးရှိတယ်ဗျအခုကျွန်တော်တို့ရွာကိစ္စလည်းကျွန်တော်ထက်သမီးနဲ့ပို့ပြီးတင့်တော်လို့သမီးဒေဝီကိုလွှတ်ရတာပါခမည်းစိတ်ချပါသမီးဒေဝီကအစွမ်းစားရှိရသူပါသူနဲ့တူလိုက်မယ်သူ့မှာဝမ်းကွဲနဲ့တငယ်ချင်းနှစ်ယောက်ကလည်းအစွမ်းစားအမျိုးမျိုးရှိကြပြီးတော့အားကိုးရတဲ့လူငယ်တွေပါပဲသူတို့ရောက်လာရင်ခမည်းတို့ရွာကတရေပြဿနာဖြေရှင်းလို့ရှာပြီလို့သာမှတ်လိုက်တော့ဦးတီယာကအဲ့ဒါလိုပြောလိုက်ပေမဲ့လေဦးမြတ်ခိုင်စိတ်ထဲကဘဝင်မကျတယ်လို့ပဲတမကုံအားကိုးနဲ့တရေနှိမ်နေရမယ်ကိစ္စမှာအသက်အရွယ်ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ကိုအားကိုးခြင်းစိတ်မရှိတာကတဘာဝကြတယ်ဒါပေမဲ့ဦးတီယာကိုယ်တိုင်ကထောက်ခံပြောဆိုပေးနေလို့ဦးမြတ်ခိုင်ခေါင်းကိုမငိမ့်ချင်ညိမ့်လိုက်ရင်အင်းပါဗျာခမည်းကိုယ်တိုင်ကစိတ်ချတဲ့ခမည်းသမီးဆိုတော့လေကျုပ်ကလည်းယုံကြည်ရတော့မှာပေါ့ဒါပေမဲ့ဗျာကျုပ်အမှန်တိုင်းပြောရရင်ခမည်းကိုလိုက်ခဲ့စေချင်တာခမည်းသမီးကိုအားမကိုးချင်တာတော့မဟုတ်ပါဘူးဒါပေမဲ့
ခမည်းကိုယ်တိုင်လိုက်တာလောက်တော့ကျုပ်အားမရှိဘူးဗျာအညာသားပေပေစကားကိုပွန့်ပွန့်လင်းလင်းပြောလိုက်တဲ့ဦးမြတ်ခိုင်ကိုဦးတီဟာပြုံးပြီးကြည့်လိုက်ရင်ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ဟာကမန်စိတ်ထိအင်အားကြီးတဲ့မကောင်းဆိုးဝါးကိုအနိုင်ယူဖို့ကိစ္စကိုခမည်းအပြည့်အဝမယုံကြည်ရတာမဟုတ်လားမိန်းကလေးနဲ့ပယောကားစရာဆိုတဲ့ဖြစ်တည်မှုကမသက်ဆိုင်ဘူးလို့ခမည်းတွေးနေတာကျွန်တော်သိပါတယ်ခမည်းရဲ့အမြင်မှားတယ်ဆိုတာသမီးဒေဝီကတက်သေးပြပါလိမ့်မယ်ကောင်းပါပြီဗျာခမည်းသမီးကစွမ်းစားရှိတဲ့လူငယ်ဆိုတာကျုပ်ကရှုံပါတယ်ဘာပဲဖြစ်ဖြစ်ခမည်းမလိုက်နိုင်ပေမဲ့ခမည်းရဲ့ကိုပွားလေးကလာကူညီမယ်ဆိုတော့လေကျုပ်ကဝမ်းပန်းတတာကြိုးစုံပါပါဗျာသမီးဒေဝီကခမည်းတို့ရွာကိစ္စမှာကျွန်တော်ထပ်ပို့ပြီးအဝင်ခွင့်ကြကူညီနိုင်မဲ့သူပါခမည်းစိတ်အေးလက်အေးသာပြန်ပါသမီးဒေဝီနဲ့သူ့အမကအခုအလုပ်ကိစ္စတစ်ခုနဲ့ပဲခူးဘက်ကိုရောက်နေကြလို့ပါကောင်းပါပြီဗျာကျုပ်ခမည်းသမီးတို့လာမင်းတွေကိုစောင့်နေပါမယ်သူတို့ကိုလူငယ်တွေဆိုပြီးတော့ကျုပ်ပေါ့တန်တန်မဆက်ဆံပါဘူးတကယ်သမားကောင်းဆရာကောင်းတွေလို့လေးလေးဆဆကြိုးစုံပါပါဗျာဥတီဟာခွန်းတော့မပြန်တော့ပဲပြုံးပြီးခေါင်းသာငိမ့်ပြလိုက်တယ်ကျွန်တော်ရှိုင်းနေဒေဝီနဲ့မေယန်ငိမ့်တို့၄ယောက်ဒေဝိဖခင်ဥတီဟာရဲ့တောင်းဆိုမှုကြောင့်ထုံးစံတိုင်းပရာဟိတာခီးတစ်ခုကိုထွက်လာခဲ့ကြပြန်ပါတယ်ထုံးစံတိုင်းမှာလန်ခီးတက်တောင်တက်တာရှိစေရန်ဘော်ရီကြီးတဲ့ရှိုင်းနေရဲ့ကားနဲ့သာထွက်လာခဲ့ကြတယ်၄ယောက်အတူခရီးမထွက်ဖြစ်တာကြာပြီဖြစ်လို့ပရာကိစ္စတစ်ခုပြည့်ခရီးသွားနေကြတာကိုပင်တခဏမေ့နေကြပြီးအပျော်ခရီးထွက်လာကြတယ်လို့ပြောရွှင်နေမိကြတယ်ကားကိုကျွန်တော်ကမောင်းပြီးကျွန်တော်နဘေးခုံမှာဒီဝီကထိုင်ပြီးတော့ရှိုင်းနေနဲ့မေယန်ငိမ့်တို့တွဲကတော့ကားနောက်ခံမှာထုံးစံအတိုင်းမတွေ့ရတာကြားနေကြတဲ့လူနှစ်ယောက်အလားဘာရီပြောနေကြမှမသိဘူးစကားပြက်လာတယ်မရှိပါဘူးကျွန်တော်ချောကလက်ဘူးတွေကလည်းဒင်းတို့စုံတွေလက်ချက်ဖြစ်ရရက်သားကျန်တော့တယ်ကျွန်တော်ကားကိုပုံမှန်ထက်အနှဲငယ်မြင်မြန်မောင်းခဲ့တယ်ဒေဝီကသူမရဲ့လက်ဆွဲတော်လက်သားဖြူပရီးလေးကိုစိတ်နေရင်ကားပထဲမှာအပြင်ကိုငေးနေတာကများပါတယ်၄ယောက်သားအတူတူထွက်ခဲ့ကြတဲ့ခီးပေါင်းကအတော်ပင်များလာပြီဖြစ်ကတချို့ခီးတွေကပျော်ရွှင်စရာကောင်းခဲ့တယ်တချို့ခီးတွေကတောင်ဝေကရစရာတွေကြုံခဲ့ရတယ်တချို့သောခီးတွေကကြေကွဲစရာကိစ္စလေးတွေကညှိပါလာတတ်ပါတယ်လမ်းခီးမှာထူးခြားဖြစ်စဉ်မရှိလို့စားရှင်းမှာစိုးလို့ခီးသားမှတ်တမ်းတွေကိုတော့ရေးသားမပြောတော့ဘူးရွှေကြီးသာရွာကလေးကိုညနေ9 နာရီကျော်ချိန်မှာရှောက်ခဲ့ကြတယ်ဖုန်းကြိုဆက်ထားလို့ရွာလူကြီးဦးမြတ်ခိုင်နဲ့တကွာရွာသူရွာသားတော်တော်များများလာရောက်ကြိုဆိုကြတယ်ဖော်ရွေပြူငါလုံးလာတဲ့ရွာသားများကြောင့်ကျွန်တော်တို့ခရီးပန်းလာတဲ့များအမောပြေရတယ်ဒီရွာကလေးမှာဒေဝီကကြိုတင်ပြင်ဆင်ထားတဲ့အတိုင်းယာယီကျောင်းဆရာမအဖြစ်ခဏတာတောင်းဝယူမှာဖြစ်ပါတယ်ကျွန်တော်ရှိုင်းနေနဲ့မေယန်ငိမ့်ကတော့ဒေဝီကိုကူညီရန်အဖို့ဖြစ်လိုက်ပါခဲ့ကြခြင်းဖြစ်ပါတယ်ရွာသူရွာသားတွေကကျွန်တော်တို့အဖွဲ့အားကလေးများကိုစာသင်ပေးမဲ့ပြင်ရွာကိုလာရောက်တဲ့မြဆရာမလေးတွေကိုခြောက်လန့်နေတဲ့တရေကိုပါဖယ်ရှားပေးမဲ့ပယောဂဆရာများအဖြစ်မြင်နေကြပြီးကျွန်တော်တို့၄ယောက်ကိုလူထူးလူဆန်းများလိုလာရောက်စူးစမ်းကြည့်ရှုနေကြတယ်ကျွန်တော်တို့၄ယောက်ရွာလူကြီးနဲ့ရွာသားတချို့ကိုကိုမိတ်ဆက်ပေးကြပြီးစကားစမြည်ပြောနေကြတဲ့အချိန်မှာပဲကျွန်တော်တို့ယာယီနေထိုင်မဲ့အိမ်ပေါ်ကိုရွာသူရွာသားတွေတပွဲပွဲထက်ရောက်လာကြပြန်လို့အိမ်အိတ်ခန်းကလူပြေးလူနီးပါဖြစ်နေပြီဖြစ်ပါတယ်ရွာသူတချို့ရဲ့ခတ်တူတူပြောနေကြတဲ့တွတ်တီးတွတ်တာစကားတန်တွေကတိမ်လုံးသောညံနေတော့တယ်ဟဲ့ကျောင်းဆရာမလေးတို့အဖွဲ့ကချောချက်အေးမင်းသားမင်းသမီးတွေကြလို့သူတို့အုပ်စုကငါတို့ရွာမှာဆရာမလေးတွေကိုအမြဲချောက်လွှတ်နေတဲ့စိုးထိုက်တရေကိုပါဖမ်းပေးမှာဆိုပဲပယောကလည်းကုတက်ကြရတဲ့ဒီလိုမျိုးကြီးသားမျိုးကြီးသူငငယ်ချောချောတွေကပယောကကုတက်တယ်တရေဖမ်းတက်တယ်ဆိုတာကတော့ရုံရခက်ခက်ပဲသူတို့ပုံစံတွေကပယောကဆရာပုံစံမှမပေါက်တာ哦ဟိုအင်ကြီးအညူရောင်တဲ့ကလေးတွေကိုစာသင်ပေးမယ်ဆရာမလေးဒေဝီကနမေကြီးပယောကကုတဲ့ဆရာမဆိုပဲသူကကျောင်းဆရာမလည်းလုံပယောကကုတဲ့ဆရာမလည်းလုံတာပေါ့မဟုတ်ဘူးကျောင်းဆရာမအလုပ်ကအခုမှလိုအပ်လို့ခဏလုပ်တာတဲ့ရွာလူကြီးဦးမြတ်ကျော်ကချောင်းဟန့်လိုက်တော့မှတယောက်တစ်ပေါက်ပြောနေကြတဲ့ရွာသူများရဲ့စကားတန်တွေကမိကိုရှိန်နဲ့ညှိလိုက်တယ်လို့ပပျောက်တိတ်ဆိတ်သွားတယ်ဦးမြတ်ကျော်ကအိမ်ပေါ်ရှိဟင်းလာပို့သူမိတ်ဆက်ရန်လာသူရွာသူရွာသားတွေကိုမျက်လုံးဝိဝဲကြည့်ရင်အခုရောက်လာတဲ့ဧည့်သည်၄ယောက်ကငါရဲ့မိတ်ဆွေကြီးအထက်လန်းဆရာဦးတီဟာကျော်ရဲ့သမီးဒေဝီနဲ့တငယ်ချင်းတွေပဲသူတို့တွေကဟော်ရီကာဒေဝီဆိုတဲ့ဆရာမလေးကဒီရွာမှာကလေးတွေအတွက်လိုအပ်တဲ့ကျောင်းဆရာမအဖြစ်ယာယီတာဝန်ယူပေးလိမ့်မယ်။ကျန်တဲ့၃ယောက်ကလည်းတခါတလေအလင်းသိရင်ကလေးတွေကိုစာဝင်သင်ပေးပါလိမ့်မယ်။အကြာကြီးတော့မဟုတ်ပေါ့။တကယ်ကျောင်းဆရာမဝန်ထမ်းအစ်စ်တွေရောက်လာရင်တော့သူတို့ကရန်ကုန်ကိုပြန်ကြမှာပါ။သူတို့ကအထက်လန်းစင်ကိုလိုက်စားတဲ့လူငယ်တွေဖြစ်ပြီးငါတို့ရွာကိုနှောက်ယှက်ပေးနေတဲ့စိုးထိုက်တရေကိုလည်းနှိမ်နှင်းပေးမဲ့သူတွေပဲ။
သူတို့ကငါတို့ရွာအကျိုးအတွက်လာကြတဲ့ကျေးဇူးရှင်တွေဖြစ်တယ်။ဒါကြောင့်သူတို့ဒီရွာမှာနေနေတဲ့အချိန်တော်တွင်သူတို့အတွက်လိုအပ်ချက်ဘာမှမရှိရလေအောင်ရွာသူရွာသားအားလုံးကတက်နိုင်စွာကူညီပေးကြပါ။ဟုတ်ကဲ့ပါစိတ်ကြပါဦးလေး။ရွာသူရွာသားအပေါင်းကတန်မြိုင်မင်ဂတိပေးနေကြလို့ဦးမြတ်ခိုင်ပြုံးလိုက်ရင်အေးအခုတော့သူတို့လည်းခရီးပန်းလာတော့အေးစစ်စစ်နေကျင်ကြမှာပေါ့အားလုံးပြန်ကြအောင်ရွာလူကြီးဦးမြတ်ခိုင်စကားဆုံးတာနဲ့ရွာသူရွာသားတွေအရှိုးပြန်သွားကြပါတယ်ဦးမြတ်ခိုင်နဲ့သူ့ရဲ့တူမဆိုသူသာကျွန်တော်တို့နဲ့ကြံ့ရစ်ခဲ့ပြီးခဏတာစကားစမြည်ပြောကြပြီးဦးမြတ်ခိုင်တို့လည်းပြန်သွားကြပါတယ်ကျွန်တော်တို့ယာယီနေထိုင်ရမယ့်အိမ်ကတသားအိမ်ပင်ဖြစ်ပြီးတထထဲသာဖြစ်ပေမဲ့အေကန်းမိဖို့ဆောင်အပြင်အိတ်ခန်းက၄ခန်းပါဝင်နေလို့အတော်ဝင်ကျယ်ဝန်းတဲ့အိမ်ဖြစ်တယ်ကျွန်တော်တို့နေထိုင်ရန်အတွက်ရွာလူကြီးကရွာသူတွေကိုအခန်းများကိုတခန်းချင်းတေချာပြင်ဆင်ခိုင်းထားပြီးဖြစ်တယ်ကျွန်တော်နဲ့ဒေဝီကတယောက်တခန်းစီနေလို့ပြီးမယ်တတိကဲ2ယောက်ဖြစ်တဲ့ရှိုင်းနေနဲ့မီးရန်ငိမ့်ကတယောက်တည်းမအိပ်ရကြလို့ကျွန်တော်နဲ့ရှိုင်းနေကတခန်းမီးရန်ငိမ့်နဲ့ဒေဝီကတခန်းအိတ်ကြရင်ဆုံးဖြတ်လိုက်တယ်ရှိုင်းနေကလူချင်းဆိုရင်လက်ဆောင်ထက်တဲ့တိုက်ခိုက်ရေးသမားဖြစ်ပေမဲ့ရကုလိုတရဲတစေနဲ့ရင်ဆိုင်ရမယ်နေရာမှာတယောက်တည်းမအိပ်ရတာကထုံးစံပင်ဖြစ်နေတယ်ညမောင်ကနေရာယူလာပြီးဖြစ်ပြီးဆိုလာလျှက်ဆက်မီးရောင်တွေကတရွာလုံးကိုလွှမ်းကြုံလာတယ်ကျွန်တော်တို့ယာယီနေထိုင်တဲ့အိမ်ကြီးကလည်းဆိုလာမီးကိုသာအားကိုပြီးညမောင်ကိုအန်တုနေခဲ့တော့တယ်ကျွန်တော်နဲ့ရှိုင်းနေတို့အတွေ့ဖျားဝဲပြုတ်ပြီးသွားခြင်းအထိဒေဝီကဖျားဝဲပြုတ်လို့မပြီးသေးပဲဖျားစင်ရှင်မှာငြိမ်သက်နေစေဖြစ်ပါတယ်သူမကဖျားဝဲပြုတ်ရင်ကြာတက်တာကထုံးစံပင်ဖြစ်တယ်ကျွန်တော်တို့3ယောက်လေးဒေဝီအနောက်ရှက်ဖြစ်မှာကိုစိုးရင်လို့အေကန်းမှာစကားကိုခတ်တူတူသာအပြန်လန်ပြောနေမိကြတယ်ညမောင်အောက်မှာနေရာသစ်တစ်ခုလည်းဖြစ်တရဲတစေရောက်လာနိုင်ခြေလည်းရှိတဲ့ဒီအိမ်ကြီးကိုဝေဝဲမိရင်ရှိုင်းနေတို့အတွဲမပြောနဲ့ကျွန်တော်ပဲအနှင်းငယ်ခြောက်ချမိတယ်လို့ခံစားရတယ်ဒေဝီကခြံထဲခဏဆင်းသွားပြီးခြံတောင်လီးနေရာမှာစက္ကန့်ပိုင်းစီမျှရက်ပြီးတစုံတစ်ခုပြုတ်လုံနေတော့ကျွန်တော်တို့သတိထားမိတယ်ဒေဝီအိမ်ပေါ်ပြန်တက်လာမှမေးရငင်းကမေးလိုက်တယ်ညီမလေးခြံထဲပါဆင်းလောက်တာလဲမှောင်နေပြီ哦ဒီညတော့ခီးပန်းလာကြတော့အားလုံးအနောက်ရှက်မရှိပဲနားကြရအောင်ပါဒီဝီခြံနောက်တွေမှာဂုံတော်ကွန်ချာအင်းတွေလိုက်ကတ်ထားလိုက်တာပြီးတော့ခြံစည်းကိုတဲမန်းတွေနဲ့တားထားတယ်ဒီညတော့ဘာချောင်းလန့်မှုမှရှိမှာမဟုတ်ဘူးအေးစစ်စစ်အနားယူကြပါနောက်နေ့မှပဲလှုပ်ရှားရှိတာကိုလှုပ်ကြတာပေါ့ကောင်းနေဒေဝီငါလည်းဒီညတရေဖန်းတဲ့အလုပ်ကိုမလုပ်ချင်သေးဘူးပင်မန်းထားလို့အနောက်ရှက်မရှိပဲအိတ်ချင်နေတာဒေဝီကခေါင်းငိမ့်လိုက်ရင်ဒေဝီတို့ကဒီရွာမှာဆာလာတင်ကြတဲ့သူတွေဆိုတာကိုဟိုပုတ်ကိုလည်းသိရင်သိနေလောက်ပြီဒါကြောင့်ဒီညတော့သူမလာနိုင်အောင်အကာရန်လှုပ်ထားလိုက်တာပါမနေ့ပြန်မှာအကာရန်တွေကိုပြန်ရှင်းရမယ်ကျွန်တော်တို့ခရီးပန်းထားကြလို့ညနေအောင်မနေကြပဲညစိန်နိုင်ခန့်မှာအိပ်ယာဝင်ကြပါတော့တယ်တညာလုံးအနောက်ရှက်တစုံတရာမကြုံရပဲကောင်းစွာအိပ်ဆန်နိုင်ခဲ့ကြတယ်မနေ့6နာရီကျော်မှာကျွန်တော်နိုးလာခဲ့ပြီးကျွန်တော်နှစ်ဘေးမှာအိပ်ပျော်ဆဲဖြစ်တဲ့ရှိုင်းတွေကိုပါနှိုးလိုက်ပြီးကိုလက်တန့်စင်ကြရဲ့အိမ်ရှိရေးစီကိုအတူထွက်လာခဲ့တယ်ဒေဝီနဲ့မေယံငင်းကကျွန်တော်တို့ထက်အရင်နိုးနေကြပြီးသူမတို့ကကိုလက်တန့်စင်ပြီးကရွာလူကြီးတူမလာပို့ပေးတဲ့မနက်စာကိုပင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်ကျွန်တော်နဲ့ရှိုင်းနေလဲခက်တက်ပင်ကိုလက်တန့်စင်လိုက်ကြပြီးအိမ်ပေါ်ပြန်တက်ခဲ့ကြပြီးမနက်စာကို၄ယောက်သာအတူစားလိုက်ကြတယ်ဒေဝီကចောင်းကိုစားတင်သွားရန်အဖြူစိမ်းယူနီဖောင်းကိုဝတ်ဆင်ပြီးသူမအခန်းထဲမှာပြန်ထွက်လာပြီးဖြစ်ပါတယ်အဖြူစိမ်းယူနီဖောင်းနဲ့အချိုးဆဲကြလာတဲ့ဒေဝီခနာကိုလေးကမင်းကလေးချင်းပင်လေပြန်ငေးရလောက်တယ်အနှင်းငယ်သာပြင်ဆင်ထားတဲ့မျက်နှာလေးကပြင်မျိုးမဲ့မချင်ဝင်းပါနေပြီးဖြူဝင်းသောအသားရည်ကလည်းသူမရဲ့တောက်ပမှုကိုပံ့ပိုးနေတယ်အခန်းထဲမှထွက်လာတဲ့သူမကိုကျွန်တော်ပြုံးပြီးငေးကြည့်နေမိပြီးမှသူမအနေရခံမှာဆိုလို့မျက်နှာလွှဲလိုက်မိတယ်မေယံငိမ့်ရဲ့ချီးမွမ်းတန်ကတော့ချက်ချင်းပင်ထွက်ပေါ်လာတယ်လှလိုက်တာညီမလေးရဲ့အဖြူစိမ်းလေးနဲ့လေညီမလေးကကြည့်လို့ကောင်းတာပဲကျောင်းဆရာမယူနီဖောင်းဝတ်ထားတဲ့မင်းသမီးလေးကြာနေရပဲကျွန်တော်တို့3ယောက်စလုံးသူမကိုပြုံးပြီးကြည့်နေကြလို့ဒေဝီကအနှင်းငယ်ရှက်နေဟန်တူပြီးသူမရဲ့အပြုံးလေးကရှက်သွေးရောရှက်နေရမို့ပို့လို့ပင်ချစ်စပွဲကောင်းနေတယ်ဒေဝီကလိုအပ်ချက်တစ်ခုကြောင့်ကလေးတွေကိုဟန်ပြစားတင်ရန်တာဝန်ဖြစ်လာခဲ့ပေမယ့်သူမရွာရှိကလေးငယ်တွေကိုဟန်ပြစားမတင်ပေအမှန်တကယ်ပင်စေတနာထားကစားတင်ဖြစ်ခဲ့တယ်မျိုးနဲ့အလံဝေးပြီးပညာရေးထောက်ပံ့မှုတို့နဲ့လည်းဝေးတဲ့မူလာတန်းကျောင်းကလေးလို့သာဆိုတယ်ကလေးတွေအားလုံးလိုစီကံရှိကြကလိမ္မာရေးကြလည်းရှိကြတယ်စာကိုလည်းအပတ်တကုတ်ကျူးစားတင်ကြကြလို့ဒေဝီစာတင်ရတာကိုပြောနေမိတယ်သူမကိုသူမလိုအပ်ချက်တစ်ခုကြောင့်ဆီယာမလုံနေရတာကိုပင်ခဏမိနေမိပြီးတကယ်ကျောင်းဆီယာမလေးတယောက်လိုခံစားနေရတယ်စိတ်ရောလူပါလှပလွန်တဲ့ဒေဝီကိုရွာသူရွာသားများပါမကသူမစာတင်ပေးရတဲ့ကျောင်းသားကျောင်းသူများကပါ
အလွန်ချစ်ခင်ကြတယ်။ကျွန်တော်ရှိုင်းနေနဲ့မီယန်ငိမ့်တို့ဒေဝီစာတင်နေတဲ့ကျောင်းလေးကိုခဏသွားဆက်ဆူဖြစ်ကြပြီးလက်လက်နေတဲ့အတန်းလေးတစ်ခုကိုကျွန်တော်က45မိနစ်ခန့်အင်္ဂလိပ်စာဝင်သင်ပေးခဲ့သေးတယ်။အဲနောက်ဒေဝီကိုနှုတ်ဆက်ကရှိုင်းနေမီယန်ငိမ့်တို့နဲ့အတူရွာဦးစီတီနဲ့ရွာဦးဖုန်ကြီးကျောင်းကိုရောက်ပြစ်ခဲ့ကြတယ်။အဲနောက်ရွာသူရွာသားတချို့ကအိမ်လေလာဖို့ဖိတ်ကြလို့ဟိုအိမ်ဝင်ဒီအိမ်ဝင်ဖြစ်အချိန်လင်းခဲ့တော့တယ်။ညနေဆောင်လောက်မှပဲကျွန်တော်တို့ယာယီနေထိုင်ရအိမ်လေးကိုပြန်ရောက်ခဲ့တော့တယ်။ကျွန်တော်တို့3ယောက်အိမ်ပြန်ရောက်လာခဲ့ကြပြီမယ်။ဒေဝီကပြန်မရောက်သေးပါဘူး။ကျွန်တော်တိုင်ကက်နိုင်ကိုကြည့်လိုက်မိတယ်။သူမကျောင်းဆင်းရနိုင်ဝက်ခံလူနေသေးတာပဲလေ။ကျွန်တော်တို့3ယောက်စလုံးအိမ်ပြန်ရောက်တာနဲ့အလဲကျရေးချိုးလိုက်ကြပြီးကျွန်တော်နဲ့ရှိုင်းနေကအိမ်ရှိချန်ထဲမှာခဏထိုင်နေခိုင်းရှေ့ဆုံးမှာရေးချိုးပြီးတဲ့မီယန်ငိမ့်ကသူမရဲ့အခန်းကိုအဝတ်လဲရန်ဝင်သွားတယ်။ကျွန်တော်နဲ့ရှိုင်းနေချန်ထဲမှာထိုင်နေကြပြီးရောက်တဲ့ရရပြောနေမိကြစဉ်ကလေးတအုပ်ချန်ရှိကိုပြေးလွှားကစားလာကြရင်ရောက်လာကြပြီးချန်တော့ရှိမကြီးပင်ကြီးမှာကြွေကြနေတဲ့မကြီးသီးမဲ့တွေကိုလမ်းပေါ်မှာကောက်ယူနေကြတယ်။မကြီးပင်ကြီးကကျွန်တော်တို့ယာယီနေထိုင်နေတဲ့ချန်ရဲ့ညာဘက်အတွင်းဘက်မှာပေါက်နေခြင်းဖြစ်ပြီးတချို့မကြီးပင်ကိုင်းတွေကလမ်းဘက်ကိုထိုးထွက်နေတယ်။ထိုလမ်းဘက်ထွက်နေတဲ့အကိုင်းတွေကကြွေကြနေတဲ့မကြီးသီးတွေကိုကလေးများကကောက်ယူနေကြခြင်းဖြစ်ပါတယ်။9ယောက်ခန့်ရှိတဲ့ကလေးဖွဲ့ဖြစ်ပြီး9နှစ်အရွယ်နဲ့10နှစ်အရွယ်ကလေးတွေဖြစ်ကအဖြူစိမ့်လေးများနဲ့ဖြစ်တာမို့သူတို့ဖွဲ့ចောင်းဆင်းလာကြခြင်းဖြစ်မယ်လို့ကျွန်တော်တွေးမိတယ်။ဒါကြောင့်ယာယီဆရာမလေးဒီဝီလည်းမကြာမီကျောင်းမှာပြန်လာတော့မှဖြစ်တာကိုကျွန်တော်တွေးလိုက်မိပါတယ်။ကလေးတွေကလမ်းပေါ်မှာမကြီးသေးတွေကိုကုန်းစင်အောင်ကောက်ယူလိုက်ကြပါတော့တယ်။ဒါပေမဲ့ကျင်းနဲ့ဟန်မတူသေးပဲကျွန်တော်နဲ့ရှိုင်းနေရှိနေတဲ့ခြံထဲရှိမြေပြင်မှာရှိနေသေးတယ်။မကြီးသေးအကျွေတွေကိုလှမ်းကြည့်ကြရင်ကလေးမလေးတယောက်ကကျွန်တော်ကိုလှမ်းကြည့်လာပြီးဦးသမီးတို့ခြံထဲခဏပေးဝင်ပါမကြီးသေးမဲ့လေးတွေကောက်ချင်တော့ပါအေးဝင်ကောက်ကြလေကွာကျွန်တော်ခွင့်ပြုချက်ရတဲ့ကလေးတွေကဝမ်းသာအားရနဲ့စိတ်ယုံစိတ်ထားတဲ့ခြံတကားကိုအသာရတွန်းဖွင့်ဝင်လာကြကခြံတွင်းဘက်မြေပြင်မှာကျွေးကြနေတဲ့မကြီးသေးမဲ့တွေကိုသူ့ထက်ငါကောက်ယူကြတော့တယ်10မိနစ်ဝန်းကျင်သာကြာလိုက်တယ်မကြီးသေးမဲ့တွေမြေပြင်မှာမကြံတော့တဲ့လောက်ဖြစ်သွားတယ်ကလေးတစ်ယောက်ကမကြီးပင်အရှိရှိခြံစည်းတိုင်အတွင်းဘက်ရှိတစ်တိုင်မှာတစုံတစ်ခုခွာယူလိုက်တာကိုကျွန်တော်မြင်လိုက်တယ်ဒါပေမဲ့လည်းအမှုမဲ့အမှတ်မဲ့သာနေလိုက်မိပြီးတေချာမကြည့်လိုက်ပါဘူးကလေးများကမြေပြင်မှာမကြီးသည့်အကျွေတွေကုန်းစင်အောင်ကောက်ယူပြီးကြတာနဲ့ကျွန်တော်တို့ကိုကျေးဇူးတင်ကြောင်းပြောကာချန်ပီယံကိုပြန်လည်ထွက်ခွာသွားပါတယ်ခြံတကားကိုပြန်ဆေ့ပြီးခဲ့ကြပြီးမကြီးသီးမဲ့တွေကိုအညီမျှခွဲယူနေကြကတချို့ကလေးတွေကမကြီးသီးမဲ့တွေကိုအခွန်ခွာပြီးစားနေကြတယ်အဲဒီနောက်ခြံရှိမှပျော်ရွှင်စွာပြေးလွှားထွက်ခွာသွားကြပါတော့တယ်မီယန်ငိမ့်ရေချိုးပြီးသူမရဲ့အခန်းတွင်းကိုဝင်လာခဲ့တယ်အိမ်နေရင်ပေါ့ပေါ့ပါပါအဝတ်တွေကိုရွေးဝတ်လိုက်ပြီးမှန်တင်ကုန်ရှိမှခဏတာဖီးလိမ့်လိုက်တယ်အိမ်ရှိပြန်ထွက်ရန်စဉ်းစားလိုက်ပြီးမှဘီရိုအတွင်းမှာရှိနေတဲ့ဒေဝီရဲ့အဖြူစိမ်းယူနီဖောင်းလေးများကိုမျက်စိရောက်သွားမိပါတယ်အဖြူစိမ်းဝတ်စုံလေးနဲ့အချိုးကျလှပနေတဲ့ဒေဝီရုပ်ပုံလေးကိုပြန်မြင်ရောက်လာမိတယ်ဘာရင်မဟုတ်အဖြူစိမ်းဝတ်စုံလေးကိုသူမခဏဝစ်ကြည့်လို့စိတ်ဖြစ်လာမိတယ်ဒါကြောင့်အင်ဂျီအဖြူရင်ပုံးလေးနဲ့လုံကြီးအစိမ်းလေးတစ်ထည်ကိုဘီရိုတွင်းမှာထုတ်ယူလိုက်ပြီးသူမရဲ့ခဏကိုမှဝတ်ဆင်လိုက်ပါတယ်မီယန်ငိမ့်ကလည်းချောမောပြပြတဲ့မိမတစ်ယောက်ဖြစ်တာမို့အဖြူစိမ်းယူနီဖောင်းလေးနဲ့လိုက်ပတ်လာစာရှိပြီးအချိုးစစ်ကြတဲ့ခန္ဓာကိုယ်နဲ့ဝတ်စုံလေးကလိုက်ဖက်ညီလာတယ်ဒေဝီနဲ့ရုပ်ရည်စင်တူပေမဲ့သူမစပင်ကဒေဝီလိုမဟူရရောင်တောက်နေရမဟုတ်ပဲအမြဲလိုအညိုရောင်စိုးထားတတ်တာမို့ခက်မိပြီးတော့တက်ကြွတဲ့အလှပိုင်ရှင်ဖြစ်ပါတယ်မီယန်ငိမ့်ကိုလုံးပေါ်မှန်မှမြင်နေရတဲ့သူမရဲ့ပုံရိပ်ကိုပြန်ကြည့်ရင်သဘောကျစွာပြုံးနေမိတယ်သူမငယ်စဉ်ကအဖြူစိမ်းဝတ်ဆီယမချောချောလေးတွေကိုမြင်ရင်ကြီးလာရင်ဆီယမလုပ်မယ်လို့တွေးထားခဲ့ပေမဲ့တကယ်တည်းအရွယ်ရောက်လာတော့စာသင်ရတာဝါသနာမပါခဲ့ဘူးဒုတိုင်ချိုးချလှပါတယ်အဖြူစိမ်းယူနီဖောင်းလေးကိုဝတ်လို့စိတ်ကရှိနေမြဲဖြစ်တယ်သူမရဲ့ယောဂဟောင်းကိုဒေဝီကအစဖော်ပေးလိုက်လို့မင်းရဲ့ညယခုတော့ဒေဝီအဖြူစိမ်းဝတ်စုံလေးကိုယူဝတ်ကြည့်ရင်ကျဉ်းနေမိတယ်သူမလက်ကင်ဖုန်းကင်မရာဖြင့်သူမရဲ့ကျောင်းဆရာမလေးအသွင်ရုပ်ပုံကိုစဖီရိုက်လိုက်တယ်ဖုန်းမျက်နှာပြင်မှာသူမကိုသူမကြည့်ရင်လည်းသဘောကျနေပါတော့တယ်ရုတ်တရက်ကျေလောင်လာတဲ့ညီးတန်ကြီးကိုသူမရဲ့ခေါင်းပေါ်တတိမ်မှာနီးကပ်စွာကြားလိုက်ရလို့မီယန်ငိမ့်ထိတ်တလန့်ဖြစ်သွားမိတယ်ညဘက်မဟုတ်သေးပဲညနေဆောင်သာရှိသေးရမို့တရေ6ခန့်ရခြင်းဟုတ်တာမဟုတ်တာကိုသူမဝေခွဲမရဖြစ်နေတယ်ဒါပေမဲ့ကြောချမ်းစရာအတန်ကြီးကြောင့်သူမတကူလုံးချက်သိမ်းတစ်ပြန်ပြန်ထမိနေတာကတော့အမှန်ပဲညီးတန်လို့ရီးတန်လို့အတန်ကြီးကိုချလိုက်ရပြန်တယ်အတန်ကြားရမျက်နှာချက်စီကိုမောကြည့်လို့စိတ်ကလည်းကြောက်စိတ်နဲ့အပြိုင်ဖြစ်ပေါ်လာမိပြန်ပါတယ်
စူးစမ်းလူစိတ်ကြီးသူတယောက်ဖြစ်တာမို့တက်တေမွေးကသူမရဲ့ခေါင်းပေါ်တက်တဲ့မျက်နှာချက်ကိုဖြင်းညင်းစွာမော့ကြည့်လိုက်ပါတယ်။ဒေဝီကျောင်းမှပြန်လာပြီဖြစ်ပါတယ်။ခြံထဲမှာရှိနေတဲ့ကျွန်တော်နဲ့ရှိုင်းနေကိုသူမပြုံးပြရင်ခြံတကားကိုတွန်းဖွင့်ကဝင်လာခဲ့တယ်။ရှိုင်းနေသူမအနီးကိုသွားကဒေဝီလက်ကင်ချင်းလေးကိုကင်ပေးလိုက်ရင်ပေးပေးဆရာမလေးဆွဲချင်းပင်မလာပြီထင်တယ်။ရှိုင်းနေကသူမကိုကြည်စားကဆွဲချင်းကူဆွဲပေးတာကိုဒေဝီခင်းတော့မပြန်တော့ပဲရှိုင်းနေကိုရှယ်ပြီးကြည့်နေနဲ့အိမ်ဘက်ကိုရှောက်လာခဲ့တယ်။ကျွန်တော်လည်းထိုင်ရမှထကဒေဝီတို့နဲ့အတူအိမ်ထဲဝင်ခဲ့ကြရင်သူမကိုမေးလိုက်တယ်။ဘလို့လဲဒေဝီစားသိရတာစင်ပြေးရလား။ပြေးတဲ့ကိုစားမနေကလေးတွေကထင်ထအထက်ကိုပို့လိမ့်မှကြတယ်။ပညာရေးနဲ့လည်းအစည်းကက်ကြတယ်။ဒေဝီတော့တကယ်ကိုဆရာမလေးလှုပ်ချင်စိတ်တောင်ဖြစ်မိတယ်။ကျွန်တော်တို့၃ယောက်သားအိမ်ထဲကိုဝင်ခဲ့ကြရင်ဒေဝီကအိမ်ထဲကိုဝေဝဲကြည့်ရင်မမငင်းရောဘယ်သွားလဲ။ရှိုင်းနေကသူမတို့ခန်းဘက်ကိုလက်ညှိုးထိုးပြရင်ရေချိုးပြီးတော့အဝတ်ခန်းထဲဝင်သွားတာကိုတွေ့တယ်။အဝတ်လဲနေရဖြစ်မယ်နည်းနည်းတောင်ကြာနေပြီ။အာရှိုင်းနေစကားဆုံးတာနဲ့အခန်းထဲမှာမေရငင်းရင်ထိတ်လန့်တကြားအော်တန်ကထွက်ပေါ်လာတယ်။ဟင်ငင်းဘာဖြစ်လို့လဲမမငင်းကျွန်တော်တို့၃ယောက်လည်းမေရငင်းရင်အော်တန်ကြောင့်သူမကိုစိတ်ပူသွားမိပြီးသူမအခန်းရှိရာကိုအပြေးလာခဲ့ကြတယ်။ကျွန်တော်တို့၃ယောက်သားအခန်းတွင်းကိုရောက်စင်မှာကျမ်းပြင်မှာအဖြူအစိမ်းဝတ်စုံနဲ့လဲကျငိမ့်သက်နေတဲ့မေရငင်းကိုတွေ့လိုက်ရတယ်။ဟာငင်းရှိုင်းနေရချစ်သူစိုးရင်တကြီးပွေထိုးရင်းနဲ့တတိမေမျောနေတဲ့သူမရဲ့ပါပြင်ကိုခပ်ဖွားဖွားတိုးထိရိုက်ပေါ်ရင်ငိမ့်ထပါအောင်ဘာဖြစ်လို့လဲငိမ့်ဟင်ရှိုင်းနေတာမကကျွန်တော်နဲ့ဒေဝီပါထိတ်လန့်သွားမိတယ်။မေရငင်းရဲ့လေတိုင်မှာအညိုမဲများထင်ကျန်နေတာကြောင့်ဖြစ်ပါတယ်။ဒေဝီကမေရငင်းရဲ့နှလုံးခုန်တန်နဲ့လက်ကောက်ဝဲသွေးကြောခုန်မခုန်ကိုစစ်ဆေးကြည့်လိုက်ပြီးမှအသက်အန္တရာယ်မရှိတာကိုသိလိုက်ရမှတပ်ပြင်းချလိုက်ရင်မမငင်းကိုတခုခုကတိုက်ခိုက်ခဲ့တာဖြစ်မယ်။မေရငင်းသတိပြန်ရလာပြီးမျက်လုံးဖြတ်ကနေပွင့်လာတာနဲ့အလန့်တကြားအော်တော့တယ်။အာတရေကြီးကြောက်တယ်။တော့မလားနဲ့။သူမကိုပွေ့ဖက်ထားတယ်။ရှိုင်းနေကိုပဲအလန့်တကြားတွန်းထုတ်လို့နေတယ်။သူမသတိမမိမိကဒဲကြီးပြက်လောက်စရာကောင်းတဲ့အရာတစ်ခုကိုရင်ဆိုင်ခဲ့ရခြင်းဖြစ်လိမ့်မယ်လို့ကျွန်တော်တွေးမိတယ်။ရှိုင်းနေကသူမပါပြင်ကိုထိကန်ကသတိပေးရင်ငိမ့်သတိထားပါအောင်ဟာငါလေရှိုင်းနေပါဟာဟိုမှာဇာမရီရောဒေဝီရောရှိရလေသတိထားပါဟာရှိုင်းနေတန်ကိုကြားမှသူမရုန်းကန်နေရင်မှငိမ့်သက်သွားပြီးကျွန်တော်တို့ကိုတယောက်ချင်းကြည့်နေရင်တပြေးပြေးစိတ်တည်ငြိမ်လာဟန်ရှိပါတယ်။သူမတက်ပြင်းချလိုက်တာကိုတွေ့လိုက်ရတယ်။ရှိုင်းနေရင်ခွင်ထဲမှာသူမထထိုင်လိုက်ရင်ညနေချက်ပေါ်ကိုမဝင့်မရဲမောကြည့်နေပြီးညီးတန်လိုရီတန်လိုအတန်ကြီးတစ်ခုညနေချက်ပေါ်ကနေကြားလို့ငါမောကြည့်လိုက်တာတရေတကောင်တွေ့လိုက်ရတာဟင်မျက်လုံးကြီးတွေကပြူးကျနေရဲနေရပဲပါဇက်ထဲမှာတွားချုံကြီးတွေကအပြည့်ပဲညနေချက်ကိုကြောနဲ့ကတ်ထားပြီးတော့ခြေတွေလက်တွေကကွေးကွေးကောက်ကောက်ကြီးတွေနဲ့ခနာကိုကလူနှစ်ယောက်စာလောက်ကြီးတယ်ငါ့အပေါ်ကိုရုတ်တရက်ခုန်ချလာပြီးငါလေပင်ကိုသူ့လက်ဘဝအကြီးကြီးတွေနဲ့ညှစ်တော်တာပဲအခုဒီလေပင်နာနေသေးတယ်သူမပြောစကားအမှန်ပင်ဖြစ်ကြောင်းသူမလေတိုင်မှအညိုမဲတွေကတက်တည်ပြနေတယ်ဒေဝီကတစုံတစ်ခုကိုစဉ်းစားနေရန်ဖြင့်ညမဟုတ်သေးပဲညနေဆောင်လူကိုတိုက်ခိုက်နိုင်တယ်ဆိုတော့ဒီပုဂ္ဂိုလ်ရဲ့ကမန်စိတ်ကြီးကပေါ်သေးသေးတော့မဟုတ်ဘူးပဲဒေဝီထင်တာဒီရွာကလူတွေပြောနေတဲ့စိုးထိုက်ဆိုတဲ့တရေပဲဖြစ်မယ်ထင်တယ်ငါလည်းအဲ့ဒါလိုပဲထင်တယ်ဒါပေမဲ့ဒေဝီမင်းညကခြံတောက်တွေမှာအင်းပြားတွေကတ်ထားခဲ့တာအဲ့ဒါတွေပြန်မဖြုတ်ရသေးဘူးလေဒီတရေကအင်းပြားနဲ့တားထားတဲ့ကြားကခြံထဲကိုဘလို့လို့ဝင်လာနိုင်ပါလိမ့်ဒေဝီစကားကြောင့်ကျွန်တော်တစုံတစ်ခုကိုသတိရမိသွားတယ်အခုမှသတိရတယ်ဒေဝီကျောင်းကပြန်မရောက်ခင်ကကလေးတွေခြံထဲမှာမကြီးသည့်အကျွေတွေကောက်ချင်နေဆိုလို့ငါခြံထဲကလေးတွေကိုဝင်ခွင့်ပေးလိုက်မိတယ်အဲ့ဒီမှာမကြီးသည့်ကောက်ကြရင်နဲ့ကလေးတယောက်ကမကြီးပင်ရှေ့ဘက်ကတက်သားခြံတိုင်းကတခုခုဖြုတ်ပြီးကစားနေတာကိုတွေ့လိုက်ရတယ်အဲ့ဒါဒေဝီကတ်ထားတဲ့အင်းပြားဖြစ်လိမ့်မယ်ဟင်ဟုတ်လားကိုစားမနေဟုတ်တယ်ခြံထဲမှာစီမံတခုခုလှုပ်ထားချိန်မှာကလေးတွေကိုခြံထဲဝင်ခွင့်ပေးမိတာမှားသွားတယ်ငါမှားတာပါဒေဝီကခြံနောက်ရှိထိုးနေရကိုချက်ချင်းပဲသွားကြည့်တယ်ကျွန်တော်နဲ့ရှိုင်းနေရတော့ယခုတိုင်ကတုံကရင်ဖြစ်နေသေးတဲ့မေရငိမ့်ကိုဖေးမကအေကန်းကိုခေါ်လာခဲ့တယ်မေရငိမ့်ယခုတိုင်အကြောင်းမပြေသေးပါဘူးဒေဝီအိမ်ထဲကိုပြန်ဝင်လာရင်ကျွန်တော်တို့ပြောတယ်ဟုတ်တယ်အဲ့ဒီမကြီးပင်ဘက်ထောင်မှာအင်းပြားလေးမရှိတော့ဘူးကလေးတွေဖြုတ်ဆော့သွားတာဖြစ်မယ်တော်သေးရပေါ့ငိမ့်ဘာမှမဖြစ်ပေလို့ဒါနဲ့ငိမ့်နင်ကဘာလို့ဒေဝီရဲ့အဖြူစိမ်းယူနီဖောင်းကိုဝတ်ထားရတာလဲမေရငိမ့်ကရေးတောင်းလိုက်ပြီးမှညီမလေးကအဖြူစိမ်းယူနီဖောင်းလေးနဲ့ကြည့်လို့အရန်ကောင်းတယ်လေငါလည်းဘာရဲမဟုတ်ဘူးဗီဒီယိုတွေကအဖြူစိမ်းလေးတွေမြင်တော့ခဏဝစ်ကြည့်ခြင်းစိတ်ဖြစ်လာမိလို့ဝစ်ကြည့်မိတာပါဒေဝီထင်မမငင်းကိုတရေကတိုက်ခိုက်ခဲ့တာ
ဒီအဖြူအစိမ်းယူနစ်ဖောင်းကြောင့်ပဲဒီပုဂ္ဂိုလ်ကအဖြူစိမ်းဝတ်တဲ့ဆီယာမတွေကိုမုန်းတီးနေရလေမမငင်းကိုလည်းဆီယာမတယောက်အမှန်နဲ့တိုက်ခိုက်တာဖြစ်လိမ့်မယ်ဟုတ်တယ်ငါလည်းအဲ့ဒါလိုပဲထင်တယ်မေရငင်းကသူ့ကိုယ်ပေါ်မှာအဖြူစိမ်းဝတ်တွေကိုထိတ်တလန့်ငုံကြည့်ရင်ဟင်အဲ့ဒါကြောင့်လားဒါဆိုရင်မြ мян ပြန်လဲတော့မယ်ငါကြောက်တယ်ညီမလေးလားအဝတ်သွားလေးရအောင်မမတယောက်တည်းမသွားရတော့လို့မေရငင်းနဲ့ဒေဝီအခန်းတွင်းကိုအတူတူဝင်သွားကြပြီးအဖြူစိမ်းဝတ်စုံတွေကိုလေးလေလိုက်ကြတယ်မကြမီမိုးချုပ်တော့မှဖြစ်ပြီးအချိန်ကညီကိုမတိတတိအချိန်ကိုကျော်လွန်ခဲ့ပြီးဖြစ်ပါတယ်ဒေဝီကအဖြူစိမ်းမုန်းတဲ့ပုဂ္ဂိုလ်ကိုယနေ့ညကပင်တုတ်တင်ဖေရှားဖို့အစီအစဉ်ဆွဲခဲ့တော့တယ်သူမရွာလူကြီးနဲ့ရွာသားတချို့ကိုအသိပေးထားပြီးရွာကိုတနည်းတစ်ပုံနှောက်ယှက်နေတဲ့ပရလောကသားကိုဖေရှားချိန်မှာရွာလူကြီးနဲ့ရွာသားတချို့ကိုပါလာကြည့်ရန်ဖိတ်ခေါ်ထားပါတယ်အเจ้าမှာထိုပုဂ္ဂိုလ်ကိုဖေရှားပြီးကြောင်းကိုရွာလူကြီးနဲ့ရွာသားများကိုမျက်မြင်ကိုယ်တွေ့မြင်စေချင်တာကြောင့်ဖြစ်ပါတယ်ဒေဝီကတိန်လုံးကိုအမောင်ချထားမှဖြစ်ပြီးသူမကဖြူစင်ယူနစ်ပေါင်းဝတ်ထားကအခန်းတွင်းမှာတယောက်တည်းရှိနေပြီးပရလောကသားစိုးထိုက်ကိုမျှခေါ်မှဖြစ်ပါတယ်ကျွန်တော်ရှိုင်းနေတဲ့မေယံငိမ့်ကသူမအချက်ပြပါမှသူမရှိနေတဲ့အခန်းတွင်းကိုဝင်ကြရမှာဖြစ်တယ်တဆက်တဲ့တိန်လုံးမီးလင်းလာတာနဲ့အိမ်ပတ်ဝန်းကျင်ချမ်းများမှာအတင်းစောင့်နေကြမည်ဖြစ်တဲ့ရွာလူကြီးနဲ့ရွာသားတွေလည်းရှောင်းလာကြမှာဖြစ်ပါတယ်ဒိုစင်းရောက်ရင်ဒီဝီကတမားတကူပြကစိုးထိုက်တရေကိုရွာကိုထပ်မံမနှောက်ယှက်ဖို့ဖေရှားရမှာဖြစ်ပါတယ်ထိုအဆင့်အထိအောင်မြင်ခဲ့ရင်ကျွန်တော်တို့ဒီရွာကလေးကိုရောက်လာရတဲ့ရည်ရွယ်ချက်ကလေးနေကုန်းကျော်အဆုံးသတ်ပြီးဖြစ်ပါတယ်အင်ကိုမောင်ချကကမန်စိတ်တီအင်အားရှိတဲ့ပရလောကသားနဲ့တယောက်တည်းရင်ဆိုင်ရမှာဖြစ်တဲ့ဒေဝီကိုကျွန်တော်စိုးရိမ်မိပေမဲ့သူမရဲ့တမာရီနဲ့တမားကုံကိုကျွန်တော်ယုံကြည်တယ်ဒေဝီကလည်းထိုပရလောကသားတွေကိုသူမအနိုင်ရနိုင်ချေ90%သိကြတယ်လို့ဆိုတယ်ကျွန်တော်သူမကိုမေးမိတယ်တကယ်လို့ပရလောကသားကိုသူမရှုံးခဲ့ရင်သူမဘာဖြစ်မလဲလို့မေးလိုက်တော့သူမကအနေငယ်ပြုံးပြီးပြန်ပြေးတယ်သူမသိရင်သိမသိရင်ယူသွတ်သွားနိုင်တယ်လို့ဆိုတယ်ည10နာရီထိုးနေပြီဖြစ်တဲ့ညပုံမှန်တက်တိတ်ဆိတ်ငြိမ်သက်နေတယ်ဒေဝီကသူမရဲ့အခန်းတွင်မှာတယောက်တည်းရှိနေပြီးအဖြူစိမ်းယူနစ်ဖောင်းလေးကိုဝတ်ဆင်ထားတယ်မကြမီပရလောကတိုက်ပွဲတစ်ခုကိုဆင်နွှဲရမှာကိုသူမကြိုသိထားပေမဲ့ထွေထွေထူးထူးတုံ့လုံးမနေခဲ့ဘူးသူမအတွက်ယခုလိုခြေနေတွေကအထူးဆန်းမဟုတ်တော့ပါဘူးဒေဝီအမောင်ထဲမှာရှိနေရင်းမှပင်ပြုံးမိတယ်သူမဘဝမှာယခုလိုအဖြူစိမ်းဝတ်ပြီးပရလောကသားတကောင်ကိုတုတ်တင်ဖယ်ရှားရမယ်လို့တစ်ချိန်တစ်ခါမှမတွေးမိခဲ့ဘူးပါဘူးဒီဝတ်ဆောင်တဲ့ဒီချိန်ဒီနေရာမှာသူတယောက်တည်းရှိနေခြင်းကြောင့်မကျွတ်လွတ်သေးတဲ့အစိမ်းဝိညာဉ်စိုးထိုက်ကျင်းတီပေါက်ရောက်လာမှသာဖြစ်တာကိုဒေဝီသိထားပြီးသားဖြစ်ပါတယ်သူမမျက်ကွင်းစိတ်ကိုမတုံပဲပရလောကကိုယာယီမြင်နိုင်စေရန်မန္တန်တစ်ခုကိုသာရွတ်ဆိုတယ်ထိုမန္တန်ကိုစိတ်နှုသူများနဲ့တမာရီအင်အားမကောင်းတဲ့ပယောဂကိုဆရာများအသုံးပြုလို့မရှိကြဘူးအเจ้าမှာမျက်ကွင်းစိတ်လိုအလွယ်ပြန်ဖြတ်လို့မရပဲအဖြတ်မန္တန်ကိုအချိန်မီပြန်ရွရတာကြောင့်ဖြစ်ပါတယ်မန္တန်တကူကြောင့်မြင်လာရတဲ့ပရလောကသားတို့ရဲ့ကြောက်မက်ပွဲရုပ်ရည်တို့ကြောင့်တတိလွတ်သွားကအဖြတ်မန္တန်ကိုပြန်မရွတ်နိုင်ကြတော့ပဲတဲချီပြက်ပြီးတိတ်ဆုံးသူများနဲ့ရွတ်သွတ်သွားတဲ့ဆရာတချို့ရှိရဘူးတယ်ဥတီဟာကိုရိုင်းမင်းဒေဝိကိုထိုမန်တန်ကိုအသုံးပြုခွင့်ပေးထားတာကမကြသေးဘူးဒေဝိစိတ်တကူနဲ့တမာရီကိုအသင့်အနေထားဖြစ်စေရန်ပြင်ဆင်ထားလိုက်တယ်သူမရဲ့မျက်လုံးလေးများကတမားမှန်ကြောင့်အနှင်းငယ်တောက်ပလာခဲ့တယ်သူမစိတ်ယုံသားစိတ်ထားတဲ့ပရင်းပေါက်တကားကတစုံတယောက်ဆွဲပွင့်လိုက်တယ်လို့ပွင့်သွားတာကိုဒေဝိမြင်လိုက်ရတယ်ပရင်းပေါက်ကပွင့်သွားပေမဲ့ဘာအကောင်ထဲမှမမြင်ရသေးပဲခြောက်ချားစရာကောင်းလာတဲ့ညီးတန်အောကြီးကိုအရင်ကြားလိုက်ရှာပါတယ်အသေးအေးစရာကောင်းလာတဲ့အတန်ကြီးကြောင့်ဒေဝီအနေငယ်စိတ်လှရှားသွားမိတယ်ဒါပေမဲ့လည်းတမာရီခိုင်ခန့်သူမို့တမားမှန်ထဲကစိတ်ကိုတင်းလိုက်တယ်ပရင်းအပြင်မလန်မကန်မှောင်ရိပ်စီမှာမိကြီးကဲလိုအတန်ငယ်လင်းနေတဲ့မျက်လုံးနီနီကြီးနှလုံးကိုဒေဝီမြင်လိုက်ရှာပါတယ်ထိုမျက်လုံးတွေကသူမကိုစူးစိုက်ကြည့်နေရင်တဖြည်းဖြည်းနဲ့ပိုနေလာတယ်ထိုမျက်ဝန်းပိုင်ရှင်ကပရင်းပေါက်ပေါင်းပေါ်ကိုလွှာကနေခုန်တက်လာပြီကျောင်းမပွဲအတန်ကြီးနဲ့အပြိုင်မြင်လိုက်ရတာကခြောက်ချားစရာရုပ်ရည်ပိုင်ရှင်ပရလောကသားတအူစပင်ပုတ်တိုင်းနဲ့အယူကျနေတဲ့မျက်နှာမှာမျက်လုံးနီနီတို့ကအတော်ပင်ပြူးထွက်နေပြီးဟာထားတဲ့ပါးစပ်အတွင်းမှာချုံမြနေတဲ့သွားတွေကပြည့်နေပြီးကောက်ကွေးနေတဲ့ခြေလက်ရှိကြီးများရှိပါတယ်။ညီုံနဲ့ပင်သွေးပြက်စရာအဆင်းရှိတဲ့ဒီပရလောကသားကိုတော်ယုံတမာရီမခိုင်သူဆိုရင်တဲချေပြတ်သွားနိုင်တယ်။ဒီဝလဲပုထုဇဉ်မိမငယ်လေးသာဖြစ်တာမို့တမာရီထူထောင်ထားသူဖြစ်ပေမဲ့အနေငယ်လေးတော့တုံလုံးစိတ်ဖြစ်မိတယ်။ဒါပေမဲ့သူမရှင်းလင်းရမယ့်ပရလောကသားကိုထိတ်လန့်စိတ်ဝင်လို့မဖြစ်ဘူးလို့စိတ်ကိုတင်းလိုက်ကတမားမှန်ထဲကခေါင်းကိုအနေငယ်မောလိုက်တယ်။ပ
ရင်ပေါက်ဖောင်ပေါ်မှာခက်ကွက်ကွာထိုင်လျက်ရှိတဲ့ထိုပရလောကသားကသူ့ကိုမကြောက်ရွံ့တယ်လို့ပြန်လည်စူးစိုက်ကြည့်နေတဲ့ကျောင်းဆရာမဝတ်ဆောင်တဲ့မိန်းကလေးကိုအထူးတဆန်းစိုက်ကြည့်နေတယ်။ထိုပရလောကသားဟာသူ့ကိုဒီကျောင်းဆရာမမကြောက်ရွံ့တာကိုအံ့အားသင့်နေသလားမသိဘူး။အချိန်တော်ကြာသူမကိုပြူးကြောင်ကြောင်မျက်လုံးတွေနဲ့ကြည့်လို့နေတယ်။စက္ကန့်တန်ကြာမှရုတ်တရက်ပရင်ပေါက်မှဒေဝိရှိကိုလေရဲ့အလင်းနှုံးနဲ့လှစ်ခနဲခုန်ချလာတယ်။ညံဆန်လွန်းလာတဲ့အရှိန်နဲ့ရှောင်းလာတာမို့ဒေဝိခန္ဓာကိုယ်လေးတုံကနေဖြစ်သွားမိတယ်။ကျောင်းမဖွယ်စင်းတဲ့ပရလောကသားကဒေဝိလက်တိုင်ကိုသူ့ရဲ့ညာလက်ဖြင့်ဖြတ်ခနဲဆုပ်ကင်လာတယ်။ရုတ်တရက်ဒေဝိလက်တိုင်ကိုသူ့ရဲ့လက်မရောက်မီမှာပင်သူမလယ်မှာဆွဲထားတဲ့ဂုံတော်ကွန်ချအင်းရဲ့တကူကြောင့်ထိုပုဂ္ဂိုလ်ရဲ့လက်ကိုအင်အားကြီးတဲ့တစုံတရာကတွန်းလွှတ်လိုက်တယ်လို့ဖြစ်သွားပြီးအတ္တဘောခန္ဓာကိုယ်ကြီးနောက်ဘက်ကိုရိုင်းသွားပြီးတော့ခြေနှလန်းသုံးလန်းခန့်ဆုပ်သွားပါတော့တယ်။ဒေဝိရင်ညွှန်းရှိတဲ့နေရာမှာရှိနေတဲ့အင်းပြားကရွှေရောင်အလင်းစားတို့ပြိုးပြိုးပြက်ပြက်လင်းသွားတယ်လို့သူမရဲ့စံတွေကလည်းလေမတိုက်ပဲလေထဲကိုတိတိတတ်တာလူးလွန်းလို့လာပါတယ်။သူမရဲ့မျက်လုံးတွေကအမှောင်ထဲမှာပင်ဖြစ်လင်းကစားအယောင်တောက်ပလာတယ်လို့ဖြစ်လာတယ်။ဒေဝိနောက်ကမန္တန်တစ်ခုကိုမတူးမကျဲရွတ်ဆိုနေရင်ရှေ့ကိုတဖြည်းဖြည်းတိုးလာခဲ့ပါတယ်။ကျောင်းမက်ပွဲပရလောကသားရဲ့မျက်လုံးထဲမှာသူမရဲ့ခန္ဓာကိုယ်မှာဆက်ရောင်ချီလို့အလင်းရောင်တွေဖြားထွက်လာတာကိုမြင်နေရပြီးအကြောက်တရားခင်းနေပြီးရဲရဲနေတဲ့မျက်လုံးတွေကြောင့်သူမဟာဆရာတစ်ယောက်ဖြစ်တာကိုထိုပုဂ္ဂိုလ်သဘောပေါက်သွားတယ်။တာမန်ကျောင်းဆရာမလေးတစ်ယောက်မဟုတ်မှန်းသိလိုက်ရပြီးသူ့ကိုနှိမ်နှင်းရန်လာတဲ့ဆရာတစ်ယောက်မှန်းသိလိုက်ရပြီမဲ့လေအဖြူစိမ့်မြင်ရင်ရန်လိုနေတတ်တဲ့အစိမ်းဝိညာဉ်ကမလျှော့ပါဘူး။ကျောင်းမက်ပွဲမျက်လုံးကြီးကပိုပြူးထွက်လာပြီးချော်မြနေတဲ့သွားတို့ပြည့်နေတဲ့ပါးစပ်ကြီးကိုဟပြီးသွားစီအန်ကျိတ်ပြပြီးတော့ရှေ့ကိုတိုးလာတယ်။အကြီးတန်းပြီးကြောက်မက်ဖွယ်ကောင်းလာတဲ့အစိမ့်တရက်ကညာလက်ကိုဆန့်တန်းရင်ဒေဝိလက်တိုင်ကိုလက်ရွယ်ထားကသူမတန်လျင်မြန်စွာရွေးရှာလာပြန်ပါတော့တယ်။ဒေဝိအင်ကြီးအိတ်ထဲမှာအတင်းထုတ်ပြီးကိုင်ဆောင်ထားတဲ့အင်းပြားတစ်ခုဖြင့်အစိမ့်တရက်ရင်ဘတ်ကိုအမြန်ဖြစ်ပေါက်လိုက်ပါတယ်။အသက်နှစ်ကြီးဖြစ်အော်ရင်နောက်ကိုကမန်းကတန်းဆုပ်သွားတဲ့အစိမ့်တရက်ကိုဒေဝိစူးဆိုင်ကြည့်ရင်မန္တန်တစ်ခုကိုရွတ်စုံနေကရှေ့ကိုတိုးလာခဲ့လိုက်တယ်။အစိမ့်တရက်ရဲ့မျက်လုံးထဲမှာရွှေရောင်အလင်းစုများခြံရံနေတဲ့မိမပြိုတရားကိုမြင်နေရပြီးသူမရဲ့စရဏအားနဲ့တမာရီအရှင်အဝါကိုကြောက်ရွံ့လာမိပါတော့တယ်။တော်ရုံတမာရီထူထောင်ထားသူမဟုတ်မှန်ရိမ့်မိသွားပြီးဆက်ရင်ဆိုင်ရင်သူဒုက္ခများမှာကိုသိလို့ပြန်လှည့်ပြေးဖို့ပရင်ပေါက်ရှိရာကိုပြန်လှည့်လိုက်ပါတယ်။ဒေဝီကျိုတင်စီစဉ်ထားတဲ့အတိုင်းသူမအင်ကြီးညာဘက်ပခုံးနေရာမှာရွက်ဝက်ခလုတ်ကလေးတစ်ခုကိုနှိပ်လိုက်တယ်။ပရင်ပေါက်အပေါ်မှာလေးလျက်ရှိနေတဲ့ပိတ်သားအမာစားကပြက်ကနေပြုတ်ချလာကပရင်ပေါက်ကိုကာလိုက်တယ်လို့ဖြစ်သွားပြီးတဆက်တဲ့ဒေဝီကသူမရဲ့အင်ကြီးဘဲဘက်ပခုံးမှာအသင့်စင်ထားတဲ့ခလုတ်ကလေးတစ်ခုကိုအမြန်နှိပ်လိုက်ပြန်တယ်။စပွဲပေါ်မှာရှိနေတဲ့အိတ်ဆောင်ပရိုဂျက်တာလေးမှာရုပ်ပြမီးစလိုက်ကပရင်ပေါက်ပေါ်မှာဖုံးနေတဲ့ပိတ်သားအထူပေါ်ကိုထိဟပ်သွားတော့တယ်။ပိတ်သားဖြူပေါ်မှာပရိုဂျက်တာမှာအလင်းပုံရိပ်အဖြစ်ထိုးထားတာကဂုံတော်ကွန်ချအင်းပြားကိုအကြီးချဲ့ထားတဲ့ပုံဖြစ်တယ်။ထိုပရိုဂျက်တာပိတ်သားနဲ့အဝေးထိန်ခလုတ်များကရှိုင်းနေပြင်ဆင်ပေးထားခြင်းဖြစ်ပြီးရန်ကုန်မှာကလေးကကျွန်တော်တို့လိုအပ်မှထင်လို့ကြိုတင်ပြင်ဆင်ယူခဲ့ခြင်းဖြစ်တယ်။ထိုအစိမ့်တရက်ကသိပ္ပံပညာနဲ့လောကီပညာပေါင်းစပ်မှုဖြင့်ဖန်ဆီးရတဲ့ရှာရှာပါပါတရက်ဖြစ်ပါတယ်။ဘရင်ပေါင်းမှာခုံချထွက်ပြေးရန်ကြိုးစားနေတဲ့အစိမ့်တရက်လည်းအင်းပြားပုံစံကိုအလင်းပုံရိပ်ထိုးထားတဲ့ပိတ်သားကိုမြင်လိုက်ရလို့အလန့်တကြားနောက်ဆုတ်လိုက်တော့တယ်။ပိတ်သားမှာအင်းပြားပုံရိပ်ကအစိမ့်တရက်မျက်လုံးထဲမှာသွေးပြက်စရာမြင်ကွင်းဖြစ်တယ်မဟုတ်ပါလား။ပိတ်သားကိုမကြည့်နိုင်တော့ပဲအမြန်ကြောခိုင်းလိုက်စဉ်ဒေဝီကအသင့်ဆောင်လာတဲ့လေရှည်မြူအိုးလေးကိုဘေးလွယ်ရေးအတွင်းမှာထုတ်ယူလိုက်ရင်အဖုံးလေးဖွင့်ကအိုးနှကန်းဝကိုအစိမ့်တရက်ရှိရာကိုဥတီပေးလိုက်တယ်။6လက်မှသာရှိတဲ့မြူအိုးလေးရဲ့ပတ်လည်မှာအင်းကွက်ပုံတွေအပြည့်ရှိနေပြီးအိုးလေးရဲ့လေရဲ့နေရာမှာချီမန်းကြိုးတွေချီနှောင်ထားပြီးအဖုံးကိုတစ်မင်းသားနဲ့ပြုတ်လုထားခြင်းဖြစ်ပါတယ်။တော်ရုံကမစိတ်ထိမြင့်တဲ့အစိမ့်တရက်တွေကိုထိုမြူအိုးလေးဖြင့်ချုံနှောင်လို့ရတယ်။အစိမ့်တရက်ကမြူအိုးလေးကိုမြင်တာနဲ့သူ့ကိုချုံနှောင်တော့မှာကိုသိလို့ပြေးရင်ဟန်ပြန်လိုက်တယ်။ဒါပေမဲ့လည်းနောက်ဘက်မှာပိတ်သားပေါ်ရှိအင်းပြားပုံရိပ်ကရှိနေလို့အစိမ့်တရက်ရဲ့ကမစိတ်ထိအင်အားတွေရုပ်ရော့နေပြီဖြစ်ပါတယ်။ဒေဝီကမြေအိုးလေးကိုအစိမ့်တရက်ရှိရာကိုဥတီထားရင်တစေပန်းအင်းပြားကိုအိုးရဲ့အောက်ခြေမှာကပ်လိုက်တယ်။မြေအိုးလေးကအစိမ့်တရက်ရဲ့ခန္ဓာကိုယ်ကြီးကိုလီစုပ်ဆက်ကဖုံကိုဆုပ်ယူတယ်လို့ဆွဲငင်လာပါတယ်။အစိမ့်တရက်ကအသက်နှစ်ကြီးနဲ့အော်ရင်မြေအိုးလေးရဲ့ဆွဲငင်အားကိုအန်တုကကြားကန်နေပေမဲ့နောက်ဆုံးမှာရှုံးပေးလိုက်ရပြီးအခိုးငွေ့ဖြစ်ပြောင်းလဲသွားကအခိုးငွေ့လုံးကြီးကအငွေ့မြင်းများဖြစ်လာပြီး
မြေအိုးလေးတဲကိုတိုးဝင်သွားပါတယ်။ဒေဝီလုပ်ငန်းစဉ်တစ်ဝက်အောင်မြင်ပြီးမှပြုံးလိုက်ရင်မြေအိုးလေးရဲ့အဖုံးကိုအမြန်ပိတ်လိုက်ပါတော့တယ်။ဒေဝီအခန်းမီးကလန့်ကိုဖွင့်လိုက်လို့ကျွန်တော်ရှိုင်းနေတဲ့မေရငိမ့်တို့အခန်းထဲပြေးဝင်လာခဲ့ကြတယ်။ဒေဝီကကျွန်တော်တို့ကိုပြုံးပြနေရင်သူမလက်ထဲမှာမြေအိုးလေးကိုထောင်ပြလို့နေတယ်။ထိုအခါမှကျွန်တော်တက်ပြင်းချနိုင်တော့ပြီးရှိုင်းနေတဲ့မေရငိမ့်လည်းပြုံးသွားကြပါတော့တယ်။တကယ်လို့ဒေဝီဒီအစိမ့်တရေကိုအကြောင်းတစ်ခုခုကြောင့်ချော့ချော့ကရှုံးနေခဲ့ရင်ကျွန်တော်တို့ဒေဝီကိုကူညီရန်အင်းပြားကိုစီကင်ထားကြပြီးလိုအပ်တဲ့လော်ကီအစီရင်ပစ္စည်းများအတင်ပြင်ထားခဲ့ကြတယ်။ဒါပေမဲ့ကျွန်တော်တို့ကူညီရန်မလိုပဲပွဲကပြီးသွားခဲ့ပြီဖြစ်ပါတယ်။ကျွန်တော်တိမ်လုံးကမိခလုတ်တွေကိုပြန်ဖွင့်လိုက်တော့တယ်။အိမ်ပြန်လဲလင်းထင်းသွားတာနဲ့အနီးပတ်ဝန်းကျင်အိမ်များမှာအသင်းဆောင်နေကြတဲ့ရွာလူကြီးနဲ့ရွာသားတွေလည်းရောက်လာကြတယ်။ဝိညာဉ်ချုပ်ထားတဲ့မြေအိုးလေးကိုကြည့်ရင်ရွာလူကြီးဦးမြတ်ခိုင်နဲ့ရွာသားတွေအံ့အားသင့်နေကြတယ်။ဒီ6လက်မခန့်သာရှိတဲ့လေရှည်မြေအိုးလေးအတွင်းမှာစိုးရွာတောင်းချက်နဲ့ဝိညာဉ်တစ်ခုရှိနေတယ်ဆိုတဲ့အကြောင်းအရာကိုတချို့ရွာသားတွေကယုံကြည်ကြခြင်းမရှိဘူး။ဒေဝီကယခုတော့အကြောင်းဆရာမဝတ်စုံနဲ့မဟုတ်တော့ပဲအင်ကြီးဖြူလုံကြီးညိုနဲ့ဖြစ်ကစရုံးကိုပို့ပြီးမြင့်မြင့်စီးထားပြီးအထက်လန်းစဉ်လောကီပညာရှင်မင်းမပြိုတယောက်ရဲ့ဟန်ပန်ပေါ်လွင်လျက်ရှိပါတယ်။တမောင်းမှန်ထိထားလို့ထင်တယ်။သူမရဲ့မျက်နှာလေးအနည်းငယ်ခတ်ထန်နေတယ်လို့ထင်ရတယ်။ဒေဝီကအားလုံးကိုဝေဝဲကြည့်ရင်ဒီမြေအိုးလေးတဲကပုံကိုအပြင်ပြန်ထုတ်ပြီးလူတယောက်ခန္ဓာကိုယ်မှာဝင်ပူးစေပြီးမှသူပြောတာတွေကိုနားထောင်လို့ရမယ်။သူ့ကိုလည်းဒေဝီတို့ပြောချင်တာတွေပြောလို့ရမယ်။ဒီတော့ဒီအိုးလေးတဲကပုံကိုခဏဝင်ပူးကတ်တောင်ခံပြီးဖို့အတွက်လိပ်ပြခန္ဓာတစ်ခုလိုအပ်တယ်။ရွာသားတွေကဘသူကူညီခြင်းလဲ။ဒေဝီကအဲ့ဒါလိုမေးလိုက်တော့ရွာသူရွာသားတွေအားလုံးကတိတ်ဆိတ်သွားပြီးတိုးထင်ရပြောနေကြတဲ့အသံတွေပျောက်ဆုံးသွားပါတယ်။စောစောကမြေအိုးထဲမှာဝိညာဉ်ရှိနေတာကိုမယုံကြည်ဘူးလို့ဆိုကြတဲ့ရွာသားတွေလည်းယခုကနှုတ်ဆက်နေရောတယ်။ဝိညာဉ်တစ်ခုခန္ဓာကိုယ်အတွင်းကိုခဏပေးဝင်ပူးကတ်ခံရမှာကိုရွာသူရွာသားတွေအားလုံးကထယွံ့ယွံ့ဖြစ်နေကြပြီးရုတ်တရက်ဝင်လေးနေကြဟန်တူပါတယ်။ဆရာမဒီဦးလေးထဲမှာစိုးထိုက်ဝိညာဉ်ရောက်နေပြီဆိုတာမှန်ရင်ဘာလို့ပြန်ထုတ်ပြီးတော့သူ့စကားပြောနေအောင်မလဲ။အဲ့ဒီအိုးကိုကြောက်ခဲဆွဲပြီးမြစ်ထဲပစ်ချလိုက်ပြီးနေတာပဲ哦ဒါဆိုရင်ဒီတရေပြန်ထွက်လို့မရတော့ဘူးအေးရောအဲ့ဒါလို့လုပ်ရင်ဝိညာဉ်ပေါ်ကိုအယမ်းမတရားရာကြလိမ့်မယ်အဲ့ဒါလို့လုပ်ခဲ့ရင်ဒီဝိညာဉ်မြေအိုးလေးထည့်ခဲ့တဲ့ဒီဝီနောင်တနေရာမှာငရဲကြမှာပဲအဲ့ဒါလို့လုပ်ရအောင်ဒီဝီကအောက်လဲဆရာလည်းမဟုတ်ဘူးလူတွေကိုကာကွယ်ပြီးဝိညာဉ်တွေကိုအပြင်းထန်နှိပ်ကွက်တဲ့ဆရာမျိုးလည်းမဟုတ်ပါဘူးဝိညာဉ်တွေနဲ့လူတွေပြိပခဖြစ်ကြတိုင်းလူတွေကိုအန္တရာယ်ကင်းအောင်ကြိုးစားပေးတယ်လို့ဝိညာဉ်တွေကိုထိခိုက်နစ်နာအောင်လည်းလုပ်မှာမဟုတ်ဘူးဒေဝီအစီအစဉ်တိုင်းပဲဆက်လက်ခွင့်ပြုပါဒီဝိညာဉ်အိုးတွေကထုတ်ပြီးလူခန္ဓာတစ်ခုမှာပူးကတ်စေပြီးတော့စကားပြောဖို့လိုတယ်ရှားသားတွေဖြစ်စေချင်တဲ့အတိုင်းသူ့ကိုဒီရွာကိုစာလာတဲ့နဲ့ဆီယမာလေးတွေကိုမနှောက်ယှက်ဖို့နဲ့တမားကုံနဲ့အမိတ်ပေးပြီးတော့ထွက်သွားခိုင်းရမယ်သူကမစိတ်တွေကိုလည်းရောသွားအောင်လုပ်ဖို့လိုတယ်လောလောဆယ်ခန္ဓာတစ်ခုလိုတယ်တယောက်ယောက်ကူညီနိုင်မလားအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ရပါတယ်ရွာသားတွေကတချို့ကကူညီခြင်းကြားတဲ့ဟန်ပန်များရှိကြပေမယ့်အချင်းချင်းတီးတိုးပြောနေကြပြီးတော့ရှေ့ထွက်လာသူကမရှိပါဘူးအစကဒေဝီထုံးစံတိုင်းမီယန်ငင်းရဲ့ခန္ဓာကိုယ်ကိုအစိမ်းဝိညာဉ်စိုးထိုက်ကိုပူးကတ်စေပြီးတမားကုံနဲ့အမိတ်ပေးခြင်းမင်းမြန်ခြင်းများပြုလုပ်မယ်လို့တွေးထားခဲ့တယ်ဒါပေမဲ့အဲ့ဒါလိုပြုလုပ်ပါရင်ရွာသူရွာသားတချို့ကဒေဝီကိုသူ့လူနဲ့တရုတ်ဆောင်လိန်လေတယ်လို့အထင်လွဲမှာဆိုတာကြောင့်ဖြစ်ပါတယ်ဒေဝီကရွာကိုနှောက်ယှက်ပေးနေတဲ့အစိမ်းတရေကိုအမှန်တကယ်ပင်ရှင်းလင်းပေးခဲ့ကြောင်းကိုရွာသူရွာသားအလုံးတန်တရားမရှိပဲစိတ်ရှင်းရှင်းနဲ့လက်ခံစေခြင်းနဲ့ဓမ္မတာရွာသူရွာသားအလုံးစိတ်ရှင်းစွာပြောနိုင်ကြမှာဖြစ်ပါတယ်ရွာလူကြီးရဲ့တူမှာစပယ်ဝါကရှေ့ထွက်လာရင်ညီမကူညီပါမယ်အမဒေဝီညီမခန္ဓာကိုယ်ကိုသုံးပါဒေဝီသူမကိုပြုံးပြီးတော့ကောင်းကြီးပြလိုက်ပါတော့တယ်ကျွန်တော်တို့ရဲ့ယာယီနေအတွင်းရှိအေကန်အတွင်းမှာရွာသူရွာသားတွေပြည်လူနေပါဖြစ်နေပြီတချို့ဆိုရင်အိမ်မဆန်းတော့လို့အိမ်ပြင်ခြံထဲမှာနေပြီးကြည်နေကြသူတွေလည်းရှိတယ်ဒေဝီကပရလောကသားစိုးထိုက်ကိုမြင်ရစေရန်မန္တတစ်ခုကိုရွတ်ဆိုထားပြီးကျွန်တော်နဲ့ရှိုင်းတွေကလည်းထိုအစိမ့်တရက်ကိုမြင်လို့ဒေဝီပေးတဲ့မျက်ကွင်းစေးတွေကိုမျက်လုံးများမှာကွင်းထားပြီးဖြစ်ပါတယ်။မီယန်ငင်းကတော့မျက်ကွင်းစေးမကွင်းတော့ဘူး။သူမအချောက်ခံထားရလို့ယခုထိတိုင်းထိတ်လန့်နေသေးလို့စိုးထိုက်ကိုထပ်မမြင်ကျင်တော့ဘူးလို့ဆိုတယ်။ဒေဝီဖျားဥချလိုက်ပြီးစပယ်ဝါကိုလည်းဥချစေတယ်။အဲဒီနောက်ဒေဝီမန္တတစ်ခုကိုမတိုးမကျဲရွတ်ဆိုနေရင်သူမနဘေးစပွဲပေါ်မှာမြေအိုးလေးကိုလှမ်းယူလိုက်တယ်။ဒေဝီကဖျားဆင်ရှိမှာစပယ်ဝါကို
အေကန်ဘက်ကိုမျက်နှာမူထားကထိုင်စေတယ်။ဒေဝီကစပယ်ဝါကိုမြေဦးလေးကိုကမ်းပေးလိုက်လို့စပယ်ဝါကလှမ်းယူလိုက်ပါတယ်။ဒေဝီမန္တတစ်ခုကိုထက်ရွတ်ဆိုနေပြန်ပြီးစပယ်ဝါမြေဦးကင်ထားတဲ့လက်ကိုဘေးလက်ဖြစ်အပေါ်မှာထက်ကင်ထားပြီးညာလက်ဖြင့်မြေဦးဖုံးကိုဖွင့်ရန်အသင့်ကင်ထားရင်မြေဦးတွေကစိုးထိုက်ငါဆရာအမိတ်အပြင်ရောက်ရင်အထီးတွေ့နေတဲ့လက်ပြရှင်ရဲ့ခန္ဓာလေးကိုဝင်ပါငါဆရာခွင့်ပြုတယ်အမိတ်ကိုစန့်ကျင်ရင်ဆိုင်ရာပုဂ္ဂိုလ်ရဲ့တိတ်ကိုပြင်းထန်စွာနာကျင်အောင်အပြစ်ပေးစေဒေဝီကမန္တန်တပုတ်ကိုရွတ်ဆိုလိုက်ပြန်ရင်မြေဦးလေးရဲ့အဖုံးကိုဖွင့်လိုက်ပါတော့တယ်မြေဦးအတွင်းကမဲမဲတံတန်ခိုးငွေတွေထွက်လာပြီးစပယ်ဝါရဲ့ခန္ဓာကိုယ်လေးကိုစိတ်ဝင်သွားတာကိုကျွန်တော်မြင်လိုက်ရတယ်ရက်ကွင်းစေးအစွမ်းကြောင့်ဖြစ်တယ်ရှိုင်းနေလည်းမြင်ရလိမ့်မယ်မြေဦးလေးကိုစောက်ကင်ထားတယ်စပယ်ဝါရဲ့ခန္ဓာကိုယ်ကတစက်ဆက်တုံခါလာရင်ညီးတန်လိုအတန်ကြီးသူမထံမှထွက်ပေါ်လာတယ်ပုံမှန်မဟုတ်တော့တဲ့စပယ်ဝါပုံစံကိုပယောဂကိစ္စများနဲ့အလံဝေးတဲ့ရွာသူရွာသားတွေကအထူးဆန်းသက်ဖွယ်ကြည့်နေကြတယ်ဒေဝီစပယ်ဝါကိုစူးစိုက်ကြည့်ရင်နင်းနမိတ်ကစိုးထိုင်တော့ဒေဝီပယောဂကုချိန်ကိုဆရာဖြစ်ခံယူထားချိန်မှာဝိညာဉ်တွေကိုနင်္ဂါလို့ရရင်တည်တည်တုံးနှုံလို့ရှိတယ်တိမ်မွေ့ရန်အစင်မပြေခြင်းဖြစ်လို့တမင်ခတ်ထန်ရခြင်းဖြစ်ပါတယ်စပယ်ဝါကရန်လိုနေသောမျက်နှာဖြင့်ဒေဝီကိုစောင်းပြီးပြန်ကြည့်ရင်ဟုတ်တယ်ငါစိုးထိုက်ပဲအတန်အောကြီးနဲ့ခတ်တူပင်ဖြေလိုက်တယ်ဒေဝီကစပယ်ဝါမျက်လုံးကိုစူးစိုက်ကြည့်ရင်ဒီရွာကိုလာသည်မြဆီယာမလေးတွေကိုမနေနိုင်အောင်6လန့်လှုပ်နေတော့ရက်တန်းကရက်ပါမဟုတ်ရင်ဆရာအာနာသုံးပြီးနင့်ကိုနားကျင်အောင်လုပ်ရလိမ့်မယ်စပယ်ဝါကဒေဝီကိုမကျေနပ်တလို့ကြည့်နေရင်ငါအဖြူစိမ့်ဝတ်ထားတဲ့မိန်းမတွေကိုကြည့်မရဘူးဆီယာမတွေကအောက်ခြေလွတ်မှန်တက်ကြတယ်ဒါကြောင့်သူတို့ကငါနှောက်ယှက်တာဖြစ်နိုင်တက်တောင်တက်ပစ်ချင်တာငါကမတ်စိတ်ထိကအင်အားနည်းနေသေးလို့မဟုတ်ရင်ဒင်းတို့ကိုလဲပင်းညက်ပြီးအသေးတက်ပစ်တယ်ဒေဝီစပယ်ဝါကိုတမားမှန်အပြည့်ပါတဲ့မျက်လုံးအစုံဖြစ်ကြည့်လိုက်ရင်ငါဆရာရှိမှတော့နင်းကတက်ချင်ဖြတ်ချင်တဲ့အကြောင်းတွေကိုအားရပါရပြောနေပါလားဒီမှာနင်ခုလိုအစိမ့်တရက်ဖြစ်ခဲ့ရတာဆီယာမတယောက်ကြောင့်မဟုတ်ဘူးနင်းအတ္တကနင်းကိုဒုက္ခပြန်ပေးခဲ့လို့အခုလိုမကြွမလွတ်ဖြစ်နေကြတာပဲအခုနင်းကိုငါဆရာခေါ်တွေ့ရဲ့အကြောင်းရင်းကနင်းဒီရွာကိုထပ်မလာဘူးအမိန့်ပေးဖို့ပဲကျုပ်ဆီယာမတွေကိုမုန်းတယ်သူတို့နှောက်ယှက်ရတာဥပတ်ပေးရတာကျေနပ်တယ်ကျုပ်ဒီရွာကိုဆီယာမတွေလာနေတဲ့အမြဲနှောက်ယှက်နေဦးမှာပဲအဲ့ဒါကျုပ်ရဲ့ဆုံးဖြတ်ချက်ဘာဒေဝီကညာလက်ဘဝနဲ့အိမ်ကျမ်းပြင်ကိုအားကုန်ထုချလိုက်လို့အတန်အတော်ကျဲသွားပြီစပယ်ဝါရဲ့မျက်လုံးတွေကရန်လိုနေတဲ့အသွင်မှာဒေဝီသမားရှင်ဝါကြောင့်အနှဲငယ်ဆိုးရွံ့တဲ့အရေးအယောင်မျိုးဖြစ်သွားတယ်ဒေဝီကသူမလက်ကအိတ်ထဲကရေမန်းဘူးကိုထုတ်ယူလိုက်ကမန္တန်တစ်ခုကိုရွတ်ဆိုရင်ရေမန်းဘူးအဖုံးကိုဖွင့်ကစပယ်ဝါခန္ဓာကိုရေနဲ့ပတ်လိုက်တယ်စပယ်ဝါတစ်ဆက်ဆက်ခါပူလောင်နာကျင်သွားရင်ရှိပေမယ့်အယမ်းမအော်ပဲအန်ကျိတ်ခံနေကဒေဝီကိုဒေါသမျက်လုံးနဲ့ကြည့်နေပါတယ်ဒေဝီကသူမလက်ကအိတ်ထဲမှာအင်းပြားလေးတစ်ပြားကိုထုတ်ယူလိုက်ရင်နင့်ကငါအမိန့်ပေးတယ်ဒီရွာကိုလာတဲ့ဆီယာမလေးတွေကိုထပ်မနှောက်ရှက်ပါနဲ့ဒီရွာတွေကိုလည်းထပ်မလာပါနဲ့စပယ်ဝါကဘာမှပြန်မပြောပဲအန်ကျိတ်ထားမြင်ဖြစ်တာကြောင့်ဒေဝီကငါကျိုးပိုင်ချိန်မိုင်းတွေကိုခေါ်ပြီးနင့်ကိုနှိပ်စက်မှနင့်အပိုးကျိုးမှလာပြောစမ်းဒေဝီကအတန်မမာနဲ့ပြောလိုက်ပေမဲ့စပယ်ဝါကအန်ကျိတ်ကရန်လိုနေစေအမှုရတာဖြစ်နေရကြောင်းဒေဝီသူမရဲ့ပခုံးကိုအင်းပြားနဲ့လှက်တစ်ပြက်ဖိကတ်လိုက်တယ်စပယ်ဝါဒီတစ်ချိန်တော့အတန်အောကြီးနဲ့ထအော်တယ်အင်းပြားပြက်အကန့်ခံထားရတဲ့သူမရဲ့ပခုံးနေရာကလူအသားကိုတံပြားမီးရှို့ပြီးကတ်တယ်လို့အငွေတွေထွက်လာတာကိုကျွန်တော်မြင်လိုက်ရတယ်ဒေဝီကစက္ကန့်အနည်းငယ်ကြာမှထိုအင်းပြားကိုပြန်ခွာပေးလိုက်ရင်မတက်ရလိုက်တယ်စပယ်ဝါအလန့်တကြားအမူအရာဖြင့်ဒေဝီကိုကြည့်နေတယ်ဒေဝီကသူမကိုစူးစိုက်ကြည့်ရင်အိတ်ထဲကိုအင်းပြားလေးကိုပြန်ထင်းလိုက်ကတိမ်ဝင်တပိတ်ကွဲဖြင့်ပြုတ်လုထားတဲ့ဓတူလေးကိုထုတ်ယူလိုက်တယ်စပယ်ဝါကထိုဓတူလေးကိုမြင်တာနဲ့မိုးချတော့မလို့ပင်ဖြစ်သွားတဲ့မျက်နှာထားနဲ့ဆရာမလုပ်ပါနဲ့တော့ဗျာအဲ့ဒါနဲ့တော့ကျုပ်ကိုမလုပ်ပါနဲ့ကျုပ်ဆရာကိုကြောက်ပါပြီဆရာအမိန့်ကိုလည်းနားခံပါတော့မယ်ဒေဝီအနှင်းငယ်ခက်ထိထိပြုံးလိုက်ရင်အေးငါအစွမ်းကိုနင်းသိတယ်နော်နင်းကိုကြွက်တကောင်လိုမြေအိုးတဲ့အသားလေးထဲ့နိုင်ကြတဲ့ကနင်းငါ့ကိုလေးစားဖို့ကောင်းတယ်အခုလိုအာခံပြီးငါ့ကိုစန့်ကျင်တော့နင်းမဲနာကျင်ရပြီမဟုတ်လားဒေဝီကအစိမ့်တရေကိုအားငယ်မှန်းချစေရန်သူမကိုယ်သူမဝင်ကြွားစွာဂုံဖော်ရခြင်းဖြစ်ပါတယ်အကြောင်းမသိသူတွေကတမားကုံပြကအကြွားပိုတယ်လို့ထင်နိုင်တယ်ဒေဝီမန္တန်တစ်ခုကိုရွတ်ဆိုလိုက်ပြီးစပယ်ဝါကောင်ကိုလက်ပေါ်နဲ့ခဏအုပ်ဝှေ့ရမ်းလိုက်ပြီးတော့နင်းရဲ့ကမ္မစိတ်ထိငါဆရာရဲ့အာနာစက်အားကိုရောက်စေငါဆောင်ထိန်ခဲ့တဲ့သီလတမာတိတို့ဟာနင်းအားဆုံးမရဲ့မလုံလောက်ခဲ့ပါက
ယခုပင်ငါသွေးပွက်ပွက်အံပြီးအသက်သေးပါစေလို့ဆိုင်ရာပုဂ္ဂိုလ်များကိုသစ္စာပြုပါတယ်။ဒေဝိရဲ့ကြိမ်တွေစကားကြောင့်ကျွန်တော်ချက်သိမ်းမွေးညင်းများထသွားမိတယ်။ပြင်းပြထက်ရှာတဲ့သူမရဲ့တမာရီအင်အားကိုလည်းပို့ပြီးတော့လေးစားသွားမိတယ်။ဖျားတကူဖျားမိန်လောကအားအေးချမ်းစေလိုတဲ့စေတနာဖြစ်တာတင့်အားအမိန့်ပေးတယ်။အခုချိန်ကစပြီးဒီရွာကိုဘယ်တော့မှချေဦးမလဲ့လေနဲ့ဒီရွာကိုလာတဲ့ဆရာမတယောက်ယောက်ကိုထပ်နှောက်ရှက်ဖို့အားထုတ်မိုံနဲ့တာမန်မီးထက်အစတရာနင်းပူလောင်စေအညိုးအာကာရနဲ့လူသားတယောက်ကိုထိခိုက်အောင်လုပ်မိတာနဲ့နင်းရဲ့ကမန်စိတ်တီကိုစေပုံပုံကိုပုံပျက်စီးစေငါဆရာအမိန့်စပယ်ဝါဒေဝိကိုဒေါသမပါတော့တဲ့မျက်ဝန်းတွေနဲ့မောကြည့်ရင်ဟုတ်ကဲ့ပါဆရာမိန့်တိုင်းပါပဲကျွန်တော်မလွန်ဆန်ဝင့်တော့ပါဘူးဒေဝီကမန်နန်တစ်ခုကိုရွတ်ဆိုလိုက်ပြန်ရင်မျက်နှာချက်ကိုကြည့်ကလက်အုပ်ချီနေပါတော့တယ်စပယ်ဝါလည်းထိုမျက်နှာချက်နေရာကိုကြည့်ရင်ခက်ရွံ့ရွံ့အမူအရာဖြစ်လာတယ်ဒေဝီကစပယ်ဝါကိုစူးစိုက်ကြည့်ပြီးမှမျက်နှာချက်ကိုပြန်ကြည့်ရင်အဲ့ဒါဝေတဝန်နတ်မင်းကြီးရဲ့လက်ယုံနတ်မင်းလေးပါပဲသူတို့ကနေနေရမယ့်နေရာအစ်ကိုပြပေးလိုက်မယ်တင်းညာရှင်မဖဲဝါကတဆင့်နေနေရာအစ်ရလိမ့်မယ်နင်းကငါတို့ရေစိုးဌာနကုသိုလ်လည်းလုပ်ပေးမယ်နင်းအခုအချိန်နေထက်တော့ပိုပြီးတင့်တယ်တဲ့ဘဝကိုရောက်မှာပါဒါပေမဲ့နင်းရဲ့ခန္ဓာကိုယ်အယောင်စင်းကိုကြည့်ရတာကျွတ်လွတ်မဲ့အနေထားတော့မမြင်ရသေးဘူးစိုးထိုက်ဘာပြောချင်သေးလဲမရှိတော့ပါဘူးဆရာဒေဝီကောင်းကြီးလိုက်ရင်မန်တန်တစ်ခုကိုရွတ်ဆိုလိုက်ပြန်ရင်လက်အုပ်ချီကခဏငြိမ်သက်နေတယ်ကျွန်တော်စပယ်ဝါခဏကိုယ်ထဲမှာအရေးမဲကြီးတစ်ခုလွင်ပါထွက်ခွာသွားတာကိုမြင်လိုက်ရပြီးစပယ်ဝါလည်းထိုင်လျက်မှတတိမေလဲကျသွားပါတော့တယ်ကျွန်တော်တို့၄ယောက်ကဒီရွာကလေးကိုရှောင်းလာခဲ့ရတဲ့ရည်ရွယ်ချက်နဲ့ပန်းတိုင်ဟာပြီးဆုံးခဲ့ပြီးရွာကိုတနည်းတစ်ပုံနောက်ဆက်ပေးနေတဲ့ပရလောကသားကိုတုတ်တင်ဖယ်ရှားပြီးခဲ့ပြီးမို့တရွာလုံးရှိရွာသူရွာသားတွေပျော်ရွှင်နေကြတယ်ရွာလူကြီးဦးမြတ်ခိုင်လည်းအတော်ပင်ကြီးနဲ့နေရှာပြီးကျွန်တော်တို့အဖွဲ့ကိုကျေးဇူးတင်စကားအခါခါဆိုတယ်တရွာလုံးရဲ့ပျော်ရွှင်ကျေနပ်မှုတွေကကျွန်တော်တို့ရဲ့စိတ်နှလုံးတွေကိုလည်းကူးစက်နေခဲ့ပါတော့တယ်နောင်ဒီရွာကလေးကိုအဖြူအစိမ်းဝင်းမဲ့ပညာမီးရင်ရှင်ဆီယာမာလေးတွေဘသူမဆိုအနှောက်အယှက်မရှိလာနိုင်ပြီဖြစ်ပါတယ်ရွာမကလေးငယ်များရဲ့ပညာရေးလမ်းခီးကလည်းအနှောက်အယှက်တစုံတရာမရှိလေတော့ပဲအစဉ်ပြေချုံးမွေ့ခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့ဒီရွာကလေးမှာမြို့မှာဆီယာမာလေး2ယောက်ရောက်မလာမီစက်ကြမှာခေတ္တခဏနေပေးပါအောင်လို့ရွာလူကြီးကတောင်းဆိုခဲ့လို့ဒီရွာကလေးမှာကျွန်တော်တို့ရက်20ကျော်ခန့်နေခဲ့ရပြန်ပါတယ်ထိုရက်များတွင်ဒေဝီသားမကကျွန်တော်နဲ့မေးရငင်းကလည်းယာယီဆရာမများအဖြစ်ခေတ္တတာဝန်ယူခဲ့ကြပြီးကလေးတွေကိုစာကူသင်ပေးဖြစ်ခဲ့တယ်မြို့မှာဆရာမလေး2ယောက်ရှောင်းမလာမီကျွန်တော်တို့ဖွဲ့ရွာလေးရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းခဲ့ကြခြင်းဖြစ်ပါတယ်ထိုရက်ပိုင်းလေးအတွင်းမှာပင်ရွာကျောင်းမှာကျောင်းသားကျောင်းသူများကကျွန်တော်တို့ကိုအတော်ပင်တွေ့တာနေကြလို့ပြန်ရမှာကိုစိတ်မကောင်းဖြစ်မိကြသေးတယ်မြို့မှာတာဝန်ကျဆရာမလေး2ယောက်ရောက်လာပြီးနောက်နေ့မနက်မှပင်ကျွန်တော်တို့ရန်ကုန်ကိုပြန်ဖြစ်ခဲ့ကြတယ်ကျွန်တော်တို့ကိုရွာထဲထိလိုက်ပို့ကြတယ်ရွာကျောင်းမှာကလေးငယ်များနဲ့ရွာသူရွာသားတချို့ကိုမြင်နေရလို့စိတ်နှုတ်နေတဲ့မင်းရဲ့ငိမ့်မင်မျက်ရည်ပင်ဝဲနေရှာတယ်အပြန်ခရီးကကြီးနှက်စရာလွမ်းမောစရာအမတ်ရစရာတွေနဲ့ခန်းစားချက်ပေါင်းစုံရောထွေးလို့နေတယ်ရွာကိုနှောက်ယှက်ပေးနေတဲ့တစီကိုဖယ်ရှားပေးပြီးရွာကျောင်းရှိကလေးငယ်တွေကိုခဏတာပညာသင်ပေးဘူးသူများအဖြစ်ကျွန်တော်တို့ကိုရွှေကြီးတာရွာသူရွာသားတွေကမေးကြမှာမဟုတ်ပါဘူးထို့အတူကျွန်တော်တို့ကလည်းယာယီအာစရိယာကုန်းဖြင့်ပညာရေးမိအိမ်ရှင်များဖြင့်ခဏတာလင်းလက်ခဲ့ရတဲ့ထိုရွာကလေးကိုဘေးသောခံမှမိနိုင်မှာမဟုတ်တော့ပါဘူးပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနာဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်